တဆိုင်ကတော့ခင်ဗျားတို့နှစ်ဆိုင်ကြားပါလိမ့်မယ် ဟုတ်တယ် အဲ့တော့သားစိန်သောပြီးတော့ဒီခါသားပြိုးရည်ကွန်ပျူတာစမဲ့ကဏ္ဍပါ မှန်ပါဗျာ သားစိန်သောညီငယ်ဆုံးလေးပါဗျာ ဟုတ်ကဲ့ အဲ့တော့သားပြိုးကလည်းပြိတ္တများကိုတီးချင်းဆိုချင်းပြောချင်းနဲ့လှုပ်ပါအောင်မယ်ဗျာ မှန်ပါဗျာ ကိုပြိုးရည် ကိုကန်ကောင်း အဲ့တော့ကြွလာတော့ပြိတ္တအားလုံးအားကျွန်တော်ညီလေးသားစိန်တောင်းရင်ညီအငယ်ဆုံးလေးသားပြိုးရည်ဂီတလက်သွားဒီညအင်းဝိုင်းပြိတ္တအားသူ့ရဲ့ဂီတနဲ့ဒီလိုဆက်ကြားကြည့်ပါအောင်စို့ ရှာမင်လား သားပြိုးဘယ်ရလာမှာဘုမဘိုးဘူးဟာ သူတို့ကလည်းညာကြည့်နေတာမယုံ ဟုတ်တယ်ကြမ်းတယ်ဖေဖေမေမေကျေးဇူးရှိစရာသားရင်မပေါက်ခွာတော့ဂီတပညာမွေချက်နေ့တိုင်းမမေ့နိုင်ကြုံဆုံရတဲ့လောကလူကပါကျေးဇူးရှင်ပြိတ္တကိုဂီတပများလာစမောသည်ဂီတပများလာစမောသည်ရောပါစေအောင်မြင်စေပေါက်ခွာတော့ဂီတပညာမွေယနေ့တိုင်းမမေ့နိုင်ကြုံဆုံရတဲ့လောကလူကပါကျေးဇူးရှင်ပြိတ္တကိုဂီတပန်းများလာစမောသည်ဂီတပန်းများလာစမောသည်ခရောပါစေအောင်မြင်စေကလာပါပရိသတ်ရည်သူစုကပြပြမလို့သားပြိုးရဲ့ဆိုင်လက်တန်နဲ့လူနိုင်ပါစေရှင်သာညလာမတွေချူအောင်ဒီညမှာသားပြိုးပရိသတ်ပေါ်နဲ့စေတနာကိုရာကိုလေးနားစိတ်ပါပြူပြူတွေတို့လိုပြောတာတို့ဆိုင်စရာသားပြူကအစီလေးပါရည်စရာတွေမလုံးနဲ့ကွာပြီပလာတွေမပြောနဲ့ကွာကျွန်တော်သိချစ်တဲ့လူပညာကိုဂုဏ်ယူစရာမင်္ဂလာပါပရိသတ်ရည်သူစုကပြပြမလို့သားပြိုးရဲ့ဆိုင်လက်တန်နဲ့လူနိုင်ပါစေမင်္ဂလာပါပရိသတ်ရည်သူစုကပြပြမလို့သားပြိုးရဲ့ဆိုင်လက်တန်နဲ့လူနိုင်ပါစေချာတော့ငါတို့မချနဲ့တလား ကန်ကောင်း လူမပြီးတော့လာမှာဆိုလို့ ဟောဘူးအဲ့ဒါမင်းသူတို့စိတ်မရှိနဲ့ ဟာလေ တို့လူရှင်တော်တွေစူးချောက်ကိုပတ်စံမပေါ်သေးဘူးနေမှာ ဟုတ်လားမထုံးတော့သေးဘူးဟာ ကဲဒါသားဖြူကဒါအင်းဝိုင်းကိုဒါပထမဆုံးရောက်တာဗောနော် ဟုတ်ပါ ကဲဒါအခုဆိုရင်တော့ပထမဆုံးကြိမ်ကျွန်တော်ရောက်ခဲ့ပါပြီ ဟုတ် ကဲရှင်းရကျွန်တော်မမတွေညီမတွေသားဖြူအားပေးနေဆိုကဲလက်ခုပ်တန်လေးကြားမယ်ဗျာကဲ ဘင်္
င်းကောင်းကကျဲတာတစ်ခေါက်တည်းကိုလက်ခုပ်တီးခိုင်းတာ ဟာ မင်းကတစ်ခေါက်ရှိသေးတာငါတို့ကပြင်3ခေါက်တောင်ရှိပေါ့ ဘယ်တော့သုံးကောက်တို့ ဟိုတလုံးကတစ်ခေါက်အခုတစ်ခေါက် နောက်တစ်ကောက်က ဒီကြားနဲ့သပင်းကျွတ်လောင်ဝဲတော့တစ်ခေါက် နောက်တဲ့ကြံခုတ်တွေကိုခေါ်ဦးမယ်ဒီလားကြံခုတ်တွေခေါ်ဦး ကဲတော့ညီလေးပနက်ရိုက်ပါမယ် ဟုတ်ပြီ ပနက်ဆိုတော့ခိုင်မြေးချင်းပါ ဒီသဘော အေးစောက်တော့ အိမ်ဘက်နဲ့ ကျောင်းစောက်တော့ ကျောင်းပနဲ့ မန်းတက်စောက်တော့ မန်းတက်ပနဲ့ အဲ့တော့တားပြိုရလေသူ့ရဲ့စိုင်းခန္ဓာမှာပနက်ပပိုင်းအကွာအာမဆိုးလို့ဒီဇိုင်းမပြည့်ရအောင်တားပြိုကြီးမင်းရဲ့စိုင်းပနက်ကဒီလိုရိုက်ပြစမ်းဗျာ ချာမေးတာပြုတ် ဟေး အားကိုရမယ်တာပြုတ်အငယ်ဆုံးလေးကုတူတူလေး မော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  မပြည့်ရောနေဆိုဖြိုးဖြိုးပြက်ပြက်ဘောင်းမင်းခတ်ဤတဲ့ ဟုတ်ပြီ ငွားမှာပေါ့ပြနှုတ်မတော့ညစ်လည်းမတဲ့ကြောက်ကန်တဲ့ဤ အေး မစုံပညာစိုက်ပလားဝါစာပြတဲ့ပုတ်ကတဲ့ဤလို့မဟုတ်မအထင်သေးစရာမရအောင်ညီလေးသားပြုတ် ခမရ မင်းပင်မန်းလေးဥစိန်တောင်းလို့ယင်ကျေးဆိုအတိပြတာ ဟာကိုဖြိုးကြီး ကြီးလက် ကျွန်တော်ဖေဖေမန္တလေးဦးစိန်တောင်းလို့ရင်ကျေးအောင်တီးပြ ဟုတ်တယ် ကိုဖြိုးကြီး ကြီးလက် ကျွန်တော်ဖေဖေမန္တလေးဦးစိန်တောင်းပြီးသက်ကိုပြုံးပြီးတော့တီးပြတာ ဘလို့တီး ဘလို့တီးတယ်မှန်တော့နောက်ကလူရှင်တော်တွေ ရ ဝါကင်ထားမယ်နော်စမယ် မန်းလေးဥစိန်တောင်းတီးနီအာတိပြဥစိန်တောင်းတီးလားဥစိန်တောင်းဥစိန်တောင်းဖေဖေအားလုံးလုပ်တယ်လားအာမိန်လေးဟေး လူကြီး ตายရဲ့ တားပြုတ် အားကိုရမယ်လား ဒီမှာပလိုက်တာတို့အဖေတူတဲ့သားအကိုတူတဲ့ညီမို့ငကိုမူဖွဲ့မပလီပဲအဆအအရာရာလမ်းမှန်ပေးဆိုင်နံပေးလို့မိတ်ဆွေဖွဲ့ခေတ်ကိုလည်းမရှောင်စနစ်ကိုလည်းမဖြောက်မျိုးရိုးကောင်းတဲ့သားထွေးတစ်ယောက်မို့ရိုးရိုးဖြောင်းဖြောင်းလမ်းတွေဖောက်ကထွန်းတောက်လာမဲ့ကျဲတစင်းမို့သားဖြောက် ခမရ ဒီနေရာမှာမင်းရဲ့ဂီတနဲ့ပယ်ခွင်းလို့ဗျ ဟာဂီတနဲ့ပယ်ခွင့်ပြ ဟုတ်တယ် အဲ့ဒါတွေချစ်နေရတာခမရညီမ အဲ့ဒါလေးရှင်းနေရတာလေခင်ဗျားနမလေး ဟိုပါပါကြီး စိုင်းစရာမင်းညမဆိုငါမင်းကြီးတော်ကြီး ငါသူ့ကြိုက်တာ ငါဒီမှာ အောင်ပါလေ ဒီမှာမလေးတဲ့တို့ဒီမှာမလေးတဲ့တို့ဒါမင်းဒီမှာကျွန်တော်ညီသားပြိုอ่ะသဘောညီများကတားတစ်မျိုးနဲ့ဟောဒီသားပြိုဆိုတဲ့ကျုံညီဆိုင်စရာကဒါမင်းဒီမှာအဟုတ်တမင်ရှင်းနေတဲ့ရုပ်ရှင်မင်းသမီးတွေနဲ့တဆိုင်ကောင်ပါလိမ့်မယ်ခမညာ မိုင်းလိုက်လား ဟာကိုကြီးကံကောင်း ကြီးလေး ညီလေးကလာမင်းနဲ့မှာရုပ်ရှင်မင်းသမီးနဲ့တဆိုင်ထောင်ပါဟာကိုကြီးမင်းသမီးတွေကဘာတူတွေတော့ သူတွေကမတော့ညီလေးဟိုဗျာမင်းသမီးတွေငါခေါ်ထားတာနေဆိုင်နေမှာနေရာပေးဖို့အတွက်ဗျာအော်ဘာဖြစ်လို့တော့အော်ပြောလိုက်မင်းနော်ပြောနေမကြလား ဟာ ဟာပြောရတော့ မင်းဆိုင်စရာတဲ့ဆိုင်ဝင်းနဲ့ဝင်တော့အိမ်နာလားတဲ့ ဟမ် မင်းကလည်းမျက်စိပေါက်ကဖွင့်ထားအောင်လေ ဒါအိတ်တာမဟုတ်ဘူးဟာ ဘာလို့ origin နဲ့မေးတာ အော်အဖေတူတာအဲ့ဒါပြောတာ ငါဆရာမျက်လုံးကနော်အဲ့ဒါကြာကြည့်လို့ခေါ်တယ် ဟိုကြာကြီး ကြာကြည့်မျက် ကြာ လုံး ကြီးဆိုပြိတ္တကိုကြာပေးကြည့်တာ ဟုတ်ပါဘူးသူကြာကြာကြည့်မှမျက်လုံးလို့သိတာဒီကြောက်ကြည့်ရပါ ကဲတော့ညီလေးကိုကြီးကမင်းသမီးနဲ့ဆိုင်ထောင်ပေးမယ် ဟုတ်ပြီဗျာ ဟုတ်ပါအဲ့တော့ဒီဇိုင်းမကြောင်မို့တနည်းရှောင်းကြီးနောင်တီးမှာခင်ဝင်းဝါ ခေါင်းလိုက်တာ မ
ဟာဒီဘက်ကဒီရုပ်ငမွေတို့ရုပ်လေးဆန်သွားကြီးတော်ဒီမှာခင်ဝင်ွားအမြင်သိငါအကြောင်းတတိမောင်တီမာကရွှေသမီး ရွှေသမီး ဟိုဘက်ကထိပ်ပြောင်လစ်တော့ လေ အခြေတီတနည်းနဲ့တွက်ဆာမကြီးပမတီမှာသင်္စာဝင်ကျော် ပွားပြီဟဲ့လာမင်းနဲ့သားပြိုးဆိုင်ကပန်းမဒီမှာကသင်သာဝင်းကျော်ဆိုရင်တော့ဖြိုးရလေဒီနာတွေဘယ်မှမခွာတော့ဘူး ဘာလို့မတော့ အဲ့ကောင်မကိတ်ကြီးတွေတီးပါလေဒီတိုင်းကြီး ဖြိုးကြီးဟာသင်္စာဝင်ကျော်ပမတီလို့ကတော့ငါဒီဆိုင်နဲ့မှာဘာမှမဖြစ်ချင်ဘူး ဘာဖြစ်ချင် ပမကြီးဖြစ်ချင်တာ ဘာဖြစ်လို့လဲ အဲ့ဒါသူနဲ့ငါနဲ့ရင်ချင်းဆက်ကြီးကြီး နှကောင်းကြီးပိန်မှာမိုးနေမယ် တင်ဆောင်ဝင်ကျော်မမတီတွက်ဆာမကြီးကအတင်းပြင်းမကြီးလင်းကွင်းတီမှာမေမကြီး မေမကြီး အခြေတီကပြည်ပုံမကြီးစီရိုတီမှာကချူးလေး ချူးလေးဗျာ အထူးအတွေးနဲ့အမြဲဟုတ်ခါမနေနှဲမုံမှာကဘွေးဘွေးအတွေးတစ်တွေးနဲ့ရီရီယာရီမလုံးနဲ့ညီလေးမင်းဆိုင်ကစီရီဝါရီကနော်ဖောအဲထား နော်ဖောရဲ့ထား ကိုကြီး ဟေး နော်ဖွဲ့ရတာဘသူတော့ နော်ဖောအဲထားကိုမင်းမသိဘူးလား သိဘူးလား ဟောရနွမ်းပိုင်နဲ့တော့ညီနာလေ ဘလို့တော့ လိုင်းပေါ်မှာတက်လာမင်းမသိဘူးလား ဘလို့တွေတက်လာတာ ကစ်ပီလို့ပြောတော့ကိုကိုနော်ချိုးရီပြောင်းတော့ကိုကို စောက်ပြီးကတရားပို့ကဲ စီဒီဝါရီရဲ့နော်ဘောအဲထားအတော်ချောတဲ့စကားဝရင်ပြားကအကြောင်း ကဲ ဆက် နောက် ပြီး တော့မင်းသမီးကဘသူတော့ အတော်ချောတဲ့စကားဝရင်ပြားကအကြောင်းဆက်ပြီးတော့ကိုင်းသားပြူကခမိန်ချားကခေါင်းထွက်ပြီးပါလိမ့်မယ် ဒီမေကတော့အုံးမလို့နားတော့တာသမင်ညာအကောင်တို့တီးတယ်သမင်ညာအကောင်တို့တီးမှာတော့မင်းအဲ့ဒါပဲတမပြပြုတ်စော်နေနာနေ ဒီမကန်ကောင်း ခင်ဗျာ မိတာဘာပြောอ่ะ ဟိုရည်စရာရပြောတာလေ ရည်တရားရရှေ့မယ်ကွာမင်းသမီးတယောက်ပြီးတယောက်ပြောသွားဒီလောက်ကောင်းနေတာနောက်ဆုံးကြမှာသားဖြို့ထမိန်ချမ်းကခေါင်းထောင်တီးတယ်မင်းအတိုင်းပဲရှိတာကွာတခြားကပြောနေကွာ ဟိုမြအဲ့လိုပြောမှပရိသတ်ကသဘောကျရှိမှာပေါ့ ဘယ်နဲ့ရည်ရတယ် ခုနာရှိတာပေါ့ ဘယ်နာ ဘယ်နဲ့တော့ ခုနာ မနာ လမ်းကျိုးတော့ဗျ ခဏခဏလေးလက်ညှိုးထိုးပြောနေဘယ်နဲ့တော့ပြော ခုနာ မနာတော့ညို့တို့ညို့တို့ ဟုတ် ခုနာ ချက်ချင်းနူသွားဟုတ်လားချက်ချင်းနူသွားတာ ဒီမကန်ကောင်း ဘာလို့ ဆိုင်းစီယာဆိုတာမင်းမြောက်ပေးရမှာလေကွာနားမလဲဘူးလားအဲ့လောက်ကတော့ အေးငါရည်စရာရပြောတာလေကွာပရိသတ်ပြေးမှာဆိုလို့ပေါ့ဟာ ရည်တရားလေကွာမင်းအဲ့လိုမလုံနဲ့ကွာ မင်းဆောရပြောပါလားမကြိုက်မင်းကဘာ ကန်ကောင်းသားပြိုးကန်ကောင်းမင်းတို့ညီကိုနေရောကွာတတ် နောင်ချင်း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  ဘာလို့တားမမင်းတို့ညီကိုတွေတားရင်ကဲတယ်လွတ်ထားလိုက်ဘယ်ကောင်းသေးသေးလွတ်ထားလိုက် ရည်တရားအရပြောတာဟဟလား ဟဲ့လာကြည့်တယ်ပရိသတ်ပျော်ခြင်းလို့ဆိုင်းလာကြည့်တာ သိပါတယ်ကွာ ရည်ခြင်းလို့ဆိုင်းလာကြည့်တာ သိတယ် စိတ်ညစ်ချင်ရင် ဘာဖြစ်လို့ စီတန်းမှာပေါ့ လေးဖြတ်နေမယ်ဒီတန်း ဒီမကန်ကောင်း ဘာလို့ ရည်တရားအရပြောတာဟဟလား ဟုတ်တယ် ငါမရည်ရဘူးကွာ မင်းမရငါဘာလို့မှာ ဘာကွာ မင်းမရှိရတော့ငါဘာလို့မှာ မရည်ရဘူးဟဟလား ဟုတ်တယ် မတ်တက်ရက်နေကွာတခွန်းမှမပြောနဲ့ ဘာကွာမင်းอ่ะငါ့ကိုမပြောနဲ့ ဟုတ်တယ် ပရိသတ် तू ကမပြောခိုင်းတာပါ ပြောနေပေါ့ ကျုပ်ကပြောခြင်းနဲ့နော်မပြောနဲ့ဆိုမပြောပါဘူး ပြောနေလေ ကျုပ်ကလည်းပြောစရာလည်းအကြောင်းမရှိပါ ဟာ ဘူး မေးပါဦး ကိုကြီးဆိုတဲ့တိုင်းတာနဲ့မို့ကျုပ်ကအော်တင်ပြရတာပါငါကျုပ်ကြီးလေးပါအငယ်ဆုံးလေးပါဥစိန်တော်သားငယ်ဆုံးလေးမို့ပရိသတ်များအထံအနံ့ပါတယ်ကျွန်တော်ကြီးလည်းဒီညမှာဘလို့ဒီမှာပါဘလို့ဆို မင်းကမပြောဘူးလားပြောနေပါဇက်ကဆက်ချုံနေတဲ့အတိုင်းပဲ ဒီမကန်ကောင်းရည်တရားလေးလာမလုံနဲ့ကွာမင်းမပြောနဲ့ကွာပါဇက်ပိတ်နေကွာ ပြုတ်သွားခိုင်း မပြောနဲ့ကွာကဲဒီတော့ကိုဖြိုးကြီး ညီလေး ကိုနေထက် ဒါပြို ကျွန်တော်အကိုကျွန်တော်ပါဇက်ပိတ်ခိုင်းလိုက်ပြီနော် ပိတ်သွားပြီ ခမရတို့နေရာကိုကျွန်တော်အားကိုးမယ် အားကိုးလိုက် ရတယ်မလား အိုးရပါ ရှင်းရကျွန်တော်ရဲ့ပြိတ်သက်တွေကလည်းပြင်းနေကြပြီ ဟုတ် ခမရတို့ကဒီတကဆိုင်းစရာကိုမြောက်ပေးရမယ် ဟုတ်ပြီ ရိုးရိုးတန်တန်ဒီဆိုင်းတန်ဘုံတန်တွေနဲ့မမြောက်ပေးနဲ့ ဘုံငါကြီး ခစ်နဲ့လျော်ညီတဲ့ဆိုင်းစင်တွေစင့်တက်လာ ကြားကျင်တယ်မို့လားခစ်စင်ကားတော်လိုက်ကွာ ခေတ်ဆန်တယ်စ အကာလေးပါတယ်ဆိုင်နေမှာချောတော့အကျုပ်တို့ရဲ့ဆရာမိသားလက်ရှုံတော့အပြူရဲ့လားလုံးလေးဖက်ချီလာရင်ဆွဲမလောက်တာပိုင်တဲ့ကုန်တော်ကြီးရဲ့ကွာ ဆိုင်နေမှာချောတော့အကျုပ်တို့ရဲ့ဆရာမိသားလက်ရှုံတော့အပြူရဲ့လားလုံးလေးဖက်ချီလာရင်ဆွဲမလောက်တာပိုင်တဲ့ကုန်တော်ကြီးရဲ့ကွာ အကောင့်တဲ့လိုပရိသတ်ရေပြောရအောင်မှာသူကြည့်တော့သူရုပ်ကငပိန်ငချောင်းမျက်နှာတွေးလိုက်တဲ့မိန်းကလေးတိုင်း
တိုင်းငန်းငန်းတက်တာဟာဒီလိုကောင်ဟာနာဘူးပါဒီလိုကောင်ဟာတနာယူပါဒီလိုကောင်ဟာဖာကောင်းပါ မလေးပြိဿလုံးကြပါဦးဒီတော့ချိုးချိုးလာလာကျုပ်ကြီးလေးကိုပြောရလိုက်တာမလေးကျုပ်ကြီးကဖာကောင်းတယ်ကံကောင်းမင်းပြောသလိုကဆိုင်စရာဖာကောင်းလားတရားဖာကောင်း မင်းတော့မရှိပါ နာလို့ပြောတာ ကံကောင်း ဘာတော့ မိသားဘာထက်လောက်တာ ညမင်းလူရှင်တော့ဖြိုးကြီးပြောတာမကျင်တဲ့လို့ဝင်ပြောတာ ဘာကွာ ဖြိုးကြီးပြောတာမကျင်တဲ့လို့ ဖြိုးကြီးပြောတာမကျေနပ်လို့ ဟုတ်တယ် ကိုဖြိုးကြီးကြောင်းတေချာပြန်သူ့ပြန်လဲစမ်းပါဗျာ ဟဲ့မင်းနာတော့ ဟုတ်စမ်းမ ငါတို့ကကောင်းတယ်ကွာဆိုင်ထဲမှာချောသုံးဟာကျုပ်တို့ရဲ့ဆရာကြည့်လိုက်မင်းသားများရှုံလောက်တဲ့သူရဲ့လား ဒါကြီးကမင်းသားရှုံးတာ ဟုတ်တယ်ဗါဖြစ်တော့ အမလီခမရတို့တာဝန်ရှိတဲ့ပုံကိုယ်တွေနော်ဟိုဒီဘက်ကနေဟိုမျက်နှာချက်တွေကာပေးပါကာပေးပါလေတိုက်ပြီးဆိုင်းကြလွင့်မှာဆိုလို့ပါ လွင့်တယ်လား ဒါဝိချတာ ဟာဝိချတာ ဝိချတာ ဟွန်းဒါကြီးကဝိချတာ ဟုတ်တယ် အမလီခေတ်ကွာပြီးတကြကြမှုပါ ဘာဖြစ်လို့ မိန်းကလေးတွေပိန်တော့မော်ဒယ်ကဲ ဟုတ်တယ်လေ ယောက်ျားလေးတွေပိန်တော့ ဘာဖြစ် AIDS တွေ ဟဲ့ဟုတ်ပချွနဲ့ဘာ ဘော်တယ် ဘွို ဘော် င်း တယ် ဘွိုင်းဟာ ဆိုင်ထဲမှာချောသုံးဟာကျုပ်တို့ရဲ့ဆရာမင်းသားများရှုံလောက်တဲ့သူရဲ့လားနှလုံးလေးတစ်ဖက်ချိလိုက်ရဆွဲမဲ့လောက်တာဟာပိုက်တကုံတော့နေခဲ့ကွာငါဆိုင်စရာပြောလိုက်တာလက်ညှိုးထိုးပြီးတော့ဟဲ့ရောက်ပိုက်တကုံနဲ့မင်းတော့ကတော့နေခဲ့တော့တဲ့ငါရှေ့ရဆိုင်ကင်းနဲ့ရင်သွားနေမယ်ဟာနောင်ချိုးဆောက်မယ် မြင်လားဒါငါလူရှင်တော်ပြောတာဘလောက်ကောင်းလဲဘလောက်ကြက်တည်ရှိလဲ ဟုတ်တယ်ဘေးနာကောင်းတာငါလေးပြောတယ်လေ ဘာပြောရလဲ မကောင်းတဲ့လို့ပရိသတ်ရေပြောရအောင်မှာသူကြည့်တော့သူယုတ်ကငါပိန်ငါ6မျက်နှာတွေ့လိုက်တဲ့မိန်းကလေးတိုင်းငန်းငန်းတက်တာဟာဒီလိုကောင်ဟာတနာယူပါဟိုမှာသဘောကျလို့တဲ့သေးပေါက်မလို့တဲ့ ဘန်းဆိုင်မလန်းနဲ့ထွက်ကြအောင် ဒိုင်ဘာဝင်းခဲ့လို့ ကလေးပေါ့ ဘာတော့ မင်းကကိုညီကိုကွာမြောက်ပေးရမယ်မယူဘာနဲ့လိုက်ပြီးတော့ရက်ဖင်းနေတာ ရက်ပြဲနာမဟုတ်ဘူးငါအရှိတိုင်းပြောတာ အရှိအရှိတိုင်း ဟုတ်တယ် ဟာဘာအနေနားမလဲလို့ကွာမင်းကောင်းကောင်းပြောပြမှာလေကွာ ဟာကောင်းကောင်းပြောလို့ပရိသတ်ကအောင်ရောက်မှာမဟုတ်ဘူးလေအောင်ရောက်ငါပြောနေတာ သဘောပေါက်ပြီကံကောင်း ဘာလို့ မကျေနပ်ဘူးမှလား ဟုတ် ငါ တယ် မကျေနပ်ဘူး ဟုတ်တယ် မကျေနပ်ရင်တဲ့ပြောလိုက်ဟဲ့ မချင်းနဲ့ဘူးဘာဖြစ်တော့ ကိုဖြိုးကြီး ကြီးလေး ကိုနေထက် ဆိုင်ဆရာ ခင်ဗျားတို့နှစ်ယောက်ထဲလေဖြစ်လားကျွန်တော်မေးမယ်ဖြစ်လား ဖြစ်တယ် ဒါလေးမှာပြန်ခဲ့ပြီအိမ်သားလူတင်တာတဲ့ မဟုတ်ဘူးတို့ကားပေးတယ်ဆောလာ ဒီမဲ့ရည်တန်းလေးလာမလို့နဲ့ဒီမဲ့ကံကောင်း ဘာလို့ မင်းလဲစင်းတော့ကွာတခွန်းမှမပြောနဲ့စင်းလိုက် သွားလိုက်တော့ ဟိုရမင်းငါပြန်ခိုင်းတာ ပြန်တော့ကွာ ညပြန်နေ ပြန်ရ သွားမယ်အလုတ်ပေါ်လုံးလို့အင်းဝိုင်းမှာကြားဆက်မှာဝင်လို့မလားဘီလက်မြေမှာဝင်လို့မလားစိတ်တန်လှုပ်လို့ရတယ်သဘောပေါက်လားမင်းစိတ်နေလေမှာချမ်းသာမယ်မထင်နဲ့ပြန်နေရောက် ပြန်ကွာ သွားတယ်ကွာ ကံကောင်း အာ ကံကောင်းကံကောင်းဘာလို့နေဦးမှာတော့ ဆွဲရမှာ ဖွဲပါဘူးသွားပြီ ဟိုမင်းငါတားဘူးပေါ့ရတယ်ငါလည်းသွားတယ်ဒီလေရောက်တခုတော့ပြောလိုက်မယ်မင်းစိတ်နေမှာငါမပါဘဲနဲ့မင်းကိုကြိုက်တယ်ဆိုရင် ကြိုက်တယ်ကွာ နားတာ သိဗျာ ကောင်းတယ်ရမ်းမရနဲ့노ချောင်းတွေပိတ်ကုန်မယ် ဟာအိမ်မှာရှိတဲ့ဖွေးဖွေးနဲ့ဝင်းမုံရွှေမင်းယူသွားလိုက် မဲ ဟာကံကောင်း ဘာလို့ မင်းအိမ်မှာရှိတဲ့ဖွေးဖွေးနဲ့ဝတ်မုံရွှေရဘဲမှာတော့ ပြက်ကလေးထဲမှာလေ မင်းကောင်မလေးခုအောက်ဆိုရင်ဖင်းနေတောင်လေလန်းနေလောက် ဘာလဲလဲ ဒီမဲ့ကံကောင်း ဘာလို့ ဆက်မပြောနဲ့ကွာစင်းတော့ကွာကဲပြန်တော့ကွာကြားတယ် သွားတယ်ပြောင်းနေကလေးတွေအာယူပဲစမ်းဟုတ်ကဲ့ဆရာ တယောက်တည်းပြောတော့ သိရင်တယောက်တည်းပြောနေတယ်လို့ ကဲကိုဖြိုးကြီးပြန်သွားပြီ တိတ်တာကိုမြင်အောင်ကိုပြပြီးပြန်ပါ ပြန်သွားတော့ ကဲဖယ်ပြီးလိုက်စမ်း ဖဲဖဲဘဲတော့မသွားဘူး ဘာဖြစ်တာလဲဟဲ့ သူတော့ဆက်တဲ့ခါလောက်ဆိုတော့မြော့ပါ ဒီမဲ့ကံကောင်းငါဆိုင်နေရဆိုတော့အိမ်မသွားလို့တဲ့အဲ့ဒါသူ့အိမ်တဲ့ပြန်ပေးလိုက်ဟဲ့ ရောနေပြီးရောက်တာမျိုးတွေက ရအောင် အိမ်မတဲ့အကြောင်းမရှိဘူးဒီကအိမ်မတဲ့အိတ်စစ်ပေးဒါလေးနဲ့ငါဆရာကောင်ကရိုးနေပြီပြန်လို့နဲ့ရိုးနေပြီ ကဲ ယူတာပြောတယ်အိတ်စစ်ပေးတယ်မဟုတ်ဘူးအိတ်စစ်ပေးရ စစ်ပေးပေးရ အဆိုတော်ငယ်မရဲ့ ငါအိတ်တာငါအိတ် ဟဲ့မင်းစစ် ငါကချော်ရန်သူ ဟိုကမတင်ချင်းသူ ဟဲ့ စစ်ပေးပေးရ စစ် မတဲ့ဘူးကြောင့် ခုမကြအကုန်စစ်သွားတော့ ရရရဘီလေးလေးဝင်တာပဲ ယောက်ျားလေးဝင်ပေါင်းပေါင်း ဘီလေးလေးဝင်တာပဲရကြည့်ကြည့် ဟာ 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 ကောင်းဒီမဲ့ကိုဖြိုးကြီးအိမ်ပြန်တောင်းလိုက်အာကျွန်တော်ဆိုင်နေရဆိုတော့ငယ်မဟာမေး ဘာဘာဘာတော့မှာ အဲ့ဒါဘာတော့ ဘာ အဲ့ ဘာပြည့်ပြည့်ပါလို့ အာလေးအဲ့ဒါမင်းမရထည့်ပေးလိုက်တာ ဒိတ်မရှိ အားရက ငါသားလေမင်းနဲ့နော
နောင်ချိုးဘက်သွားရင်အဲ့ဘက်ကအေးတယ်တဲ့ ဒါပေါ့ အဲ့ဒါငါသားနားတွေလုံးလုံးချုံချုံထုံးဖုံးအဲ့ဒါမင်းရတဲ့ပြလိုက်တာနာအုပ် နာအုပ်မလေး ကံကောင်း နာဟုတ်တယ်ရနောက်တော့ အဲ့ဒါဘူးကထည့်ပေးတာ မင်းရတဲ့ပြလိုက် ဘာလို့ဖို့လဲ မင်းရအေးလို့လေနာအုပ်ကိုတဲ့ အဲ့ဒါမင်းဟာပေါ့မင်းဟာဆိုကဲအုပ်ဆန်းပေါ့နားကဲမင်းဟာတင်းကြဆိုအုပ်ဆန်းပါကဲအုပ် ဒီကကိုကန်တာကောမလေးကတော့တော့ရေမချိုးရဘူး အချိုးကိုမချိုးတော့မမလေး ကဲအုပ်ဆန်း ဒီကမှာအိုးရမှာဆိုတော့လက်ခုပ်တွေအားပေးတယ် ကဲအုပ်စင်ကြီးကလက်ခုပ်တီးလိုက်ဆန်းပါဗျာကဲအုပ်ဆန်း အေးလက်တော့ဒီတာတော့ရဖင်းလေမပြောနဲ့လို့ဘာဖျားတာလဲပြောတာ အုပ်လေးမင်းဟာဆို အုပ်လေရ အုပ်လေး ငါဒီစီ ဟုတ်လားဆရာ မင်းရပြလိုက်တာဒီဘက်လုံး ဟုတ်ပြီ ဟုတ်လားဆရာဟမ်ဆိုတယ် ဘယ်လိုလေးတော့ လာလိုက်ကြကြရောသူ့မေဟာနောက်တစ်ခါအိမ်လို့နှုတ်ဖဲပေးတာလေဟုတ်လားဆရာဟုတ်လားလာလာလာမင်းကနှုတ်နဲ့မတူဘူးမင်းကကျွေးနေတူတူရဲ့ခင်ဗျာ ဒီရှယ်ရရမနေနဲ့ကွာမပြည့်အောင်စစ်အဲ့ဒါဆို ကြံသေးတယ်ရ ကျန်သေးတယ်ရ ဒီစီမြမားเนี่ยကိုကြောက်ဘူး ပြောကြီးအဲ့ဒါဘာလဲမင်းလဲဘာလဲဘာ အဲ့ဒါဘာလို့ ဒါလေမိမိရထည့်ပြလိုက်တာမိမိကငါသားတယ်မင်းကငငယ်လေးတွေကတငယ်နာမစင်ဘူးတဲ့စကားပြောရင်တရေကြီးကြမှာစလို့လေမိမိကထည့်ပြီးတော့တရေကန် အဲ့ဒါဘယ်လိုသုံးမ ဘယ်လိုတော့ဟုတ်ပြီတော့ ဟုတ်လား အေး ဘိုးပြတ်တယ်ပြတ်ခံတော့ပါလိမ့်လို့သေးတာအမွေစိန်နဲ့ပြူအဲ့လိုလားနေဒါတက်ပြီးရင်မင်းဒီမှာရတော့ရင်လည်းမကောင်းဘူးနော်ဒီမှာမကြည့်ပါဆွဲဘူး ဒီမဲကံကောင်းဟဲ့အိမ်ကိုပြီးအောင်စစ်ပေးရဟိုကတောင်းနေပြီကွာမင်းရှယ်ရရမနေနဲ့ အေး ဟာအေး ဟုတ်တယ် ဘောင်းကြီး ဟုတ်တယ် ဟာ ဟဲ့အဲ့ဒါဘာလို့ ကိုပြောကြီးရင်းလို့မရတော့အဲ့ဒါဘာလို့ဖို့လဲမင်းအဲ့ဒါဘာလို့ဖို့လဲ ဒါလေမိမိရထည့်ပြလိုက်တာ 你别听你的， ခဲ့လာ မိ ရ မိကပြောတော့ငါသားတယ်မင်းလေပူတယ်နော်တဲ့ကားပေါ်သွားရင်လည်းလေပူရင်းနဲ့အပူဝင်းမမြရင်းနဲ့မျက်စိချင်းတတ်တယ် ဘာမို့ အဲ့ဒါကြောင့်မိမိထည့်ပြီးတော့နေကောင်မျက်မှန် ညမ 带来神，你们带来神， တက်ဆန်းကွာအေး ဟုတ်ပြီအေး 你们带来个，你们带来个牛，他个牛就偏看的，对，这得有道理。 ရှယ်ရရမနေနဲ့ငယ်ပါလေးဟာ 哎呀，哎，不嘛地米的，啊，说到眼头嘛，不要来呀，快个来点快点嘛， ပတ်တိလိုက်တိုင်း 俺好多老大了， ကိုပြောကြီးပြန်တောင်းလိုက်အိမ်ရှယ်ရရမနေနဲ့ ပါလေဆိုရ ဆောင်းလဲလာကွာ ဘာကွာ 爸呀， အဲ့ကောင်ကဟိုကတူကမေး 别呀， အနက်ကြီး ဟဲ့ တော်ကိုကြီးရှယ်ရရမနေနဲ့တော့ဟဲ့ပြန်တော့အေးယူပြီးပြန်တော့ဝါချမ်း 谢谢爷，哎的嘛， ရိတ်တက်ကြီးကအယောင်မှားသွားလို့တဲ့ကြီးရနေတာ 我他妈也妈没有，要妈妈。要啊，没得对不了家伙，奶奶听的。 ဘယ်နဲ့လို့လဲ ဒါမမီးထည့်ပြလိုက်တာမသားတယ်မနှမ်းပြန်ပွဲဆိုင်ငါပြောသေးတယ်တဲ့ဟုတ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီအိမ်နဲ့လာတာပါ ဒီမဲ့ကောင်ဒီကြတယ်ငါလာလို့နေစင်းတော့ကွာ အစင်းတယ်အားတယ်ဒီနေ့လေးရောက်သွားတယ်ကွာ ဖယားဒီပါစီ မရပါလေဟောက်ချိုးပြေဖို့။သွားရ သွားပြီ အဲကိုဖြိုးကြီးပြန်သွားပြီလားလကားတတ်ကျွန်တော်တို့လိုက်ပြီးနှောက်ရှက်နေ ဟုတ်တယ် ။ကို ဒီနေ့ညမှာအင်းဝိုင်းရပြင်းသက်ကြီးကိုတားဖြိုးလေးရစိန်ကကောင်းမပါပဲနဲ့ကြိုက်အောင်ကြည့်ပြမယ်ဟုတ်ပြီနော်ကဲဒီတကုံဖြိုးကြီးကိုနေထက်ကျွန်တော်ဒီတကခိုးတောင်လေးတစ်ပုတ်တော့ကျွန်တော်ဆိုလိုက်မယ် ဆိုင်းစရာခွန်းတော့ဆိုလိုက် ဟုတ်တယ် နားထောင်ခြင်းသလားတငယ်ချင်း ။ဟေးနားထောင်မယ်နားထောင်မယ် စိန်ပေတာလို့တီးပြမယ် ။နားဗရာမူနားဗရာမူနားဗရာမူ ကြိုက်ဘူးကြိုက်ဘူး ဘာဆိုင်မိတာ ဥဟံပလို့တီးပြမယ် ။ဟေး တော်ပြီ ဟာခမရတို့နှစ်ယောက်ကလည်းဓာတ်ရီမကြိုက်ဘူးလား ကြိုက်ဘူးလေ ဒီကကိုဖြိုးကြီးကိုနေထက်ဒီကကျွန်တော်ကိုကြီးကိုကန်ကောင်းကိုကျွန်တော်ပြန်တော့ချော့မှရမှာ ဟိုပြန်တော့သွားပြီ ကျွန်တော်ကိုကြီးကကျွန်တော်ချော့ရင်စိတ်ဆိုးပြေပါတယ် ပြန်ခေါ်လိုက်ပြန်ခေါ်လိုက်မယ်နော်ဒီလိုဆိုဘာကိုတီးလို့ဘာတချင်းကိုပဲဆိုပြရမယ်ပြောစမ်းမအောင်
မင်းကလမ်းထိပ်ရောက်နေတော့ ပြန်ဝါရလို့ဘယ်တော့ရောက်အောင် အော်ကောင်းနေခါထပ်မှာသေဝါရီ ခုတော့မင်းငါကိုညီလို့ကြီးမလားစိုးရိမ်တယ်ရမင်းဓာရီတီးနေတာဓာရီမှမကြိုက်တာအဲ့ဒါတွေတီးကျင်လို့တီးမင်းတီးစမ်း ဒီလေးပတ်လုံးကောင်းပါလေ တီးစမ်းမှာ ဒီစမှာကဲ မှာ ဟော ဟောကြလား အဲ့ ငတ်တော်မင်း မဟုတ်မချို့ကလေးအဲ့လိုမပြောနဲ့ မဟုတ်ပါဘူး ငါကနေပြန်တိရိုက်တာကြားလား အဲ့လေလို့ သေးပေါက်မယ်ဟိုတီးတော်မယ် မင်းဘာတီးရမှမသိဘူး မ လား သိဘူးကိုကြီးရ ကျွန်တော်ပြောမယ်စိတ်ဆရာသိစီကြောင်းကျွန်တော်ရင်တွေကကတနာတွေကိုဖွင့်ပြောလိုက်မယ်ကွယ်ကြည့်လိုက်ပါဦးကွယ်ဒီမန်းတဲ့ရဲ့ရှိနောက်လေကာလာလာဒီတနာကိုကောင်းတယ်ဟောရှိသေးပြီအမျိုးသမီးတွေတနာကိုကောင်းတယ်ကိစ္စနေနဲ့လျော်ညီအောင်ဒီပြဆမ်းမစိတ်ဆရာသားမျိုးရဲ့ ဆိုင်မတီးခြင်းဘူးလားတပွဲမများခြင်းဘူးလားဒီကချိတဲ့အားရမင်းတော့နဲ့တူပဲကြားလားဆိုင်မတီးခြင်းဘူးလားတပွဲမများခြင်းဘူးလားဒီကချိတဲ့အားရမင်းတော့နဲ့တွင်းကလိမ့်မယ်ကြားလားနွားလားခွေးလားဝက်လား မင်းတို့ပြောမှဆိုင်းဆရာတလိษံကိုစုံသွားတာပဲ ဖြစ်တဲ့ချင်းဆိုကွာ စိုးဟာ လက်ဆက်သက်တော့ခမရတို့လူရှင်တော်၃ယောက်ကတားဖြို့ခေတချင်းမဆိုလို့ပြောနေတာဗော အဲ့မင်းမယုံမေးကြည့်လိုက်ခေတ္တချင်းကြားနေတယ်ဆိုရင်လက်ခုပ်တန်ကြားမယ်ဒါပဲခေတ္တချင်းကြားနေတဲ့သူလက်ခုပ်တီးရဲ့လူတွေကကျုပ်ဖူးစာရှင်ပါ အဲကန်ကောင်းဘိုးတော်ကမကြီးကိုလည်းတီးတယ်ဗျာ အေးအဲ့ဒါမျိုးကြိုက်တာပဲ ခေတချင်းကြားခြင်းနဲ့ဟဟလား ဒါပေါ့ ခေတချင်းဆိုတာလွယ်ပါတယ်ကွာ အေး ဘယ်ကစတယ်မှန် ဘယ်ကစ ဒီကစတယ်ဗျာ စဗျာ ပြီးပါပြီ သိလိုက် စား စား မမလားငါလည်းချောင်းနေတာမင်း ပြေတုံးလေးနားမလားတူလာပြီ ဟုတ်ရိုက် ငါလည်းတွေ့မှာအမလီ ဘယ်ကစတယ်မှန် ဘယ်က ဒီကစတယ် ဟာ စိုင်းစရာအစလီပန်းရတယ်မှတ်တာ မေ့သွား ဟုတ်ပြန်ရတဲ့ပြန်စီရအောင် တတိယတော့ ရှင်ခုံသမင်းချမ်းလေးနဲ့နားထောင်ပါအို ဟိုး းစီချောင်းသမောင်ရဲ့ချီ ကြားမယ်လက်ခုပ်တန်တယ်အားမင်းတကြည့်မိမှာပါ ဒီမပေါ်နိုင်ယောဂတစ်ခုလိုချက်သေးပြီးမွနေမင်းလေးချစ်စေတဲ့လေးနဲ့မောင်လာကူပဲ စေးချောင်းသူကျွန်တော်ထောက်တာ အေးဒေါက်တာ နှစ်ချက်ယူလဲမယ်နှစ်ချက် တော့ရပါဦးလက်ချက်ကလည်းကျိုးသွဲချနေတဲ့တိုင်းပဲ ရှင်ခုံသမင်းချမ်းလေးနဲ့နားထောင်ပါအိုးစီချောင်းသမောင်ရဲ့ချီရဲ့မောင်လာကူပဲဒီမပေါ်နိုင်ယောဂတစ်ခုလိုချက်သေးပြီးမွနေမင်းလေးချစ်စေတဲ့လေးနဲ့မောင်လာကူပဲပါရပင်လေးအောက်ထို့တိုင်ဆောင်စားခွဲကနေကတာနဲ့တဲ့ကိုခွဲမလားဒီကဘာမှာမင်းကိုရဖို့စောင့်နိုင်ဆုံးတို့ကိုစီချောင်းသမောင်ရဲ့ချစ်သူသိပါတယ်တော့ရှိမှချက်တွေပြည့်စုံပြီဆိုပြီးကြည်လည်နေတော့ရွာဒီမှာချစ်ကသွားပြီပျော်ရွှင်သောစိတ်ကူပေးပါတို့မြည်ခြင်းဆုံးပဲဘယ်လေးကဆရာဝန်ပြေရင်မုံပါလားပွဲ အစီနဲ့လာလာလို့ မင်းအချိန်တော့တွေ့ဖို့ပြောတယ်အမြောင်းနဲ့ထိုးမဲ့လူကိုမရှိ ရှိခုံတဲ့မင်းချမ်းလေးနဲ့နားထောင်ပါအောင်စေချောင်းသမောင်ရဲ့ချီရဲ့မောင်လာကူပဲဒီမပေါ်နိုင်ယောဂတစ်ခုလိုချက်သေးပြီးမနေမင်းလေးချစ်စေတဲ့လေးနဲ့မောင်လာကူပဲဘာရပင်လေးအောက်ထို့တိုင်ဆောင်စားခွဲကနေကတာနဲ့တဲ့ကိုခွဲမလားဒီကဘာမှာမင်းကိုရဖို့စောင့်နေဆုံးတို့ကိုစေချောင်းသမောင်ရဲ့ချစ်သူသိပါတယ်တော့ ရှိမှချက်
ရင်ခုန်တဲ့မင်းတစ်ချက်လေးနဲ့ဒါထောင်ပါအောင်စေချောင်းလာမောင်ရဲ့ချီရဲ့မောင်နာကူပဲမိမဖော်နဲ့ရောသားတစ်ခုလိုချက်သေးပြီးမိုးနေမင်းလေးချစ်စေတဲ့လေးနဲ့မောင်နာကူပဲဘာနဲ့မင်းလေးအောင်ခုတိုင်ဆောင်သာခွဲကနေကဒါနဲ့သိကိုခွဲမလားဒီကဘာမမင်းကိုရဖို့စောင်းနိုင်ဆုံးတို့ကိုစေချောင်းလာမောင်ရဲ့ချစ်သူသိပါနဲ့တော့ရှိမှချက်တွေပြေဆုံးပြီခြေလည်းနဲ့တော့ရွာလေးမှချစ်ကသွားပြီပျော်ရွှင်စွာစိတ်ကူးပြေပါတို့မြင်ခြင်းဆုံးပဲမိတွေကဆရာဝန်ဖြစ်ရင်ဘုံမလာကွယ်ရှိမှချက်တွေပြေဆုံးပြီခြေလည်းနဲ့တော့ရွာလေးမှချစ်ကသွားပြီပျော်ရွှင်စွာစိတ်ကူးပြေပါတို့မြင်ခြင်းဆုံးပဲမိတွေကဆရာဝန်ဖြစ်ရင်ဘုံမလာကွယ် 刚刚，喂，这样想的，现在结束一段都当钱了，好给光，当钱出来一光， ပြောတော့ 起来噻，旁边的人接到， ကဲဒါလေးကတော့မောင်စေးကြောင်းသူပေါ့နော် ဟုတ်ကဲ့ ဟုတ်ပြီ ရှေ့မြင်ကျွန်တော်ဆူချန်သွားတော့ဘယ်သူမှမဟုတ်ပါဘူးကျွန်တော်တငယ်ချင်းနေကျွန်တော်စနိုးကွင်းမှာတက်တော့ခင်ခဲ့တာပေါ့နော်ကျွန်တော်တငယ်ချင်းဖြိုးကြီးခိုင်းဟုတ်လားကျွန်တော်တငယ်ချင်းအရင်နေပေါ့ ဟု နော် တ်ပါဗျာ ပြီးတော့မြတ်ဖုံးခန့်ဟုတ်လား ဟုတ်ပါ ဒါတွေကတငယ်ချင်းရင်းနေပေါ့နော် ဟုတ် ဒါ ကဲ့ဗျာ အားပေးကြတာဟုတ်ဟာ ဟုတ်ဗျာ ကဲဒီကကျွန်တော်မြူးတာလေးတစ်ပုတ်လောက်ကျွန်တော်ဆိုလိုက်မယ်နော် မင်းမစေးချောင်းသူရှိတာမဟုတ် ဟာဖြစ် ကံကောင်းကျွန်တော်ကောင်မလေးဒီရွာမှာရှိတယ် 哎，刚刚， ဟေး 好路啦， ဟုတ်တာပေါ့ 把别种标准 အ，င်းဝိုင်းမာလေး 哎哩， ငါကောင်မလေးကစေးချောင်းသူ 哎好啦 ဟုတ်，တယ်ကျောင်းတော်သွားကြည့်လေပကန်းစေးနာ ဟဲ့ 我那讲十票里倒嘛， ဒေါက်တာတို့ဘာတို့မပြောမလို့ 没要俺嘞没倒大呗， ဟုတ်လား 俺满是满是， မန္တလေးမှာစေးတက်တူတက်နေတာ 好跑满这里来要， တော်ချစ်ကဲညီလေးအဲ့တော့မြူးလာနေလို့ဆိုလိုက်အောင် ကဲဒီကကျွန်တော်မြူးတာလေးတစ်ပုတ်လောက်ဆိုမယ်နော်ရှေ့ကကျွန်တော်မမတွေအတွက်ကျွန်တော်တစ်ပုတ်လောက်ဆိုလိုက် ဘာလဲတော့ တချင်းလေးရဲ့နာမည်က အေး မမကမောင်ခေါ်ရလိုက်ပါလား ဘာလဲ မမကမောင်ခေါ်ရလိုက်ပါလား ဟေးဟိုမှာတိုင်းမာလေထားလာပြီငါလည်းခေါ်ပါအောင်ဟဲ့ 俺嘞对不起呢，熬他了俺你， ကဲခုံမျိုးမဲ့ရှင်းလေးကမမကမောင်ခေါ်ရလိုက်မလားစဟေးဟေးအော်ဒီ ဒီပြေတော်ပေါ်မှာလူတွေသိကြတယ်ကျင်နာသူရဲ့နေရာရှာလိုက်ဟောတော့ကပြေတော်ပေါ်မှာနေကြမလားဝစီရော်တွေတို့ဒီမပြန်ကဝဲမလားနာလူသူတွေကိုရှောင်းကဖို့မေးကျင်နာသူတပိုင်းဘေကိုဘာမလဲနေကိုရဆိုင်လာတော့ဆိုလို့မောင်မောင်တော့ကိုရင်မောင်မောင်ကိုရလိုက်ခဲ့မောင်မကမောင်ကိုရလိုက်မလားမောင်မကမောင်ကိုရလိုက်မလားမောင်မကမောင်ကိုရလိုက်မလားမောင်မကမောင်ကိုရလိုက်ခဲ့ ဒီလိုတွေပေါ်မှာဒူဒူကစားမေးပြောပါနဲ့တော့ကွယ်ဝေတိတ်ညာချောချင်အောင်တို့တွေကပြောသလားချစ်ရဲ့ကျင်နာသူရင်မှာသာရပါစီမြေရမနာတို့သူတွေကိုရှောင်းကပုံးမေးကျင်နာသူတပါရင်ဘေကိုတော်မလဲတွေကိုရဆိုင်လာတော့ဆိုလို့မောင်မောင်သာခေါ်ရင်မောင်ပေါ်ရလိုက်ခဲ့မောင်မကမောင်ခေါ်ရလိုက်မလားမောင်မကမောင်ခေါ်ရလိုက်မလားမောင်မကမောင်ခေါ်ရလိုက်မလားမောင်မကမောင်ခေါ်ရလိုက်ခဲ့အေးမမလာပြီမဲ့ 妈妈妈妈， မမ ဒီပြင်းတော်ပေါ်မှာလူတွေသိများတယ်ကျင်နာသူရဲ့နေရာရှာလိုက်ဟောတော့ကပြင်းတော်ပေါ်မှာနေကြမလားဝစီရော်တွေလို့နေမပြန်ကဝဲမလားမနာလူသူတွေကိုရှောင်းကပုံးမဲ့ကျင်နာသူတပိုင်းဘေကိုသွားမလဲနေကိုရဆိုင်လာတော့လို့မောင်မောင်ခေါ်ရင်မောင်မခေါ်ရလိုက်ခဲ့မောင်မကမောင်ခေါ်ရလိုက်မလားမောင်မကမောင်ခေါ်ရလိုက်မလားမောင်မကမောင်ခေါ်ရလိုက်မလားမောင်မက
ခေါ်ရလိုက်မလား မောင်မောင် နောက်ကအစိုးရညီမလေးခေါ်လိုက်မယ် ခေါ်လိုက်ခေါ်လိုက် အစိုးရကြရိုးတန်းမခေါ်တော့ ဘယ်လိုကော အင်္ဂလိပ်လိုခေါ်လိုက်မယ် ခေါ်လိုက်စမ်း Hey Hey Lady please come be ကန်ကောင်းဒီကြောင်းကလေးရင်သားကြီး အင်္ဂလိပ်ကြောင်းသားကြီးဟာ Lady please come be အဲ့ဒါအင်္ဂလိပ်လို Lady ဆိုတော့မိန်းကလေး please ဆိုကျေးဇူးပြုရေ ကျေးဇူးပြုရေ come be ဗါတဲ့တော့ မမြင်ရတော့ဘူး ပြောနေမပြောတတ်ပဲနဲ့အင်္ဂလိပ်လို ပြီးဦးပါဟုတ်ပါ ငါပြောပြမယ် ခေါ်လိုက် Lady come here ကွီကွီ သူကတမျိုးဟာကွီကွီတွေရောပါတယ် မပြောတတ်ပဲ ပြောစမ်းမ Lady come here ကွီကွီ Lady ဆိုတာ ကောင်မလေး come here ဒီလိုလာပါ ကွီကွီရအောင် ကွီကလေးရတော့ကောက်ကြားလို့ကွီကွီ ဩ ဟဲ့ကောင်မလေးကွီကွီမလေးကွာကွာကွီမင်းခွာကြီးဖြစ်နေ ကွီကွီရမြန်းတာနော် ခွာကြီး ညီမလေး ရှင် ဘာဆိုမတော့ ဝဲလဲလဲလို့အမိရပါတယ်ရှင် ဝဲလဲလဲ ဟုတ်ကဲ့ပါ ဒါလေးကွန်ပျူတာဆက်ပေးပါမယ်ဝဲလဲလဲတဲ့စမယ် လိုက် အဲ့ဒါကတကောလိုက် တရုံမိုက် သူတတိယပါ ဒါလည်းဘေးချစ်ကိုတက်တက်လက်ခံချင်ပါတယ်ချင်ရအောင်လည်းသူပေါ်တော့ကိုတော့မဆိုရရတဲ့ဘာရတဲ့ချဲဝဲလေးလက်တကူကတာယာနေတဲ့ဝလလဲမေးသူဝဲလေဒါလည်းဘေးချစ်ကိုတက်တက်လက်ခံချင်ပါတယ်ချင်ရအောင်လည်းသူပေါ်တော့ကိုတော့မဆိုရရတဲ့ဘာရတဲ့ချဲဝဲလေးလက်တကူကတာယာနေတဲ့ဝလလဲမေးသူဝဲလေ The dollar bill to go to the liquor you to party. They are hundred to burn up the dumb so you need it. I have it to wait a little to go on your neck. One leg, it's to wait a leg. There's a mochi. Now you left it. She was the lion. God is in it. Ha! Yeah, never think. Like I've got that thing. Say it. Say it. The dog is my tie. I need to take a mama. Let the dog take the dog to the way. I am going to go to the point of time. Tell me not to go to put him in night. One leg, it's to one leg. There's a mochi. Now you left it. She was the lion. ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ အချင်းကလေးလေးနေဆိုတော့ तू ကစိတ်ဝါဖွဲ့တယ်လေ तू ကတတုတ်ပြေးရတယ် ဟုတ်တယ် အဲ့တော့ညီလေး ရ မင်းရှိတဲ့ပြိတ္တကိုမင်းဘာသချင်းလေးနဲ့ဂုံပြိုးမလဲ ကဲဒီကကျွန်တော်ကိုမနောတီဆိုထားတယ်ကိုမနောတီဆိုထားတယ် ကိုမနော်ဘာတွေစားရတော့ ညနေဝိုင်းလေးဆိုတချင်းလေးကျွန်တော်စူပြပါမယ်နော် မျက်နှာဝိုင်းလေး ဟုတ်ကဲ့ ဟုတ်ပြီယာ ကျွန်တော်သားပြိုးဝင်မျက်နှာဝိုင်းလေးဆိုပြီးကျွန်တော်ဖြိုးရတယ်ဆိုပြီးမှာပါ ဘာလဲတော့ မျက်နှာပြားကြီးလို့မျက်နှာပြားကြီးကိုချေရတယ်သူကိုလေရေခုံးနဲ့မျက်နှာပြားကြီးတဲ့အားရပါရည်တော့မျက်နှာပြားပဲလေ ကဲအဲ့တော့ဟာရှေ့ကပြိတ္တတွေက အေး အရှိတိုးကြပါဦးဒီနာဟနေပြီနော်ခမရတို့တိုးလိုက်နောက်ကလူကဝင်လာလို့ရတယ် ရတယ် နော်အမလီရှေ့တိုးတာမြန်လွယ်လွယ်လေး ဘလို့တို့ အိမ်နေသိခါလေးနဲ့တိုးခဲ့ ဘလို့လေးတို့လိုက် ကောင်းလေးနှစ်ဘက်ကိုလက်ကလေးနဲ့ပို့ ပသားလေးနဲ့ရှေ့တို့ခိုင်းတာနဲ့ထဲထုံခိုင်းတာမဟုတ်ဘူး ကဲအဲ့တော့ကွန်ပျူတာဆမ်မချင်းလေးက ဟုတ်ကဲ့ဗျ မနှောရဲ့မျက်နှာဝိုင်း မျက်နှာဝိုင်း စောင့်မြဗျာ ဟုတ်ကဲ့ဗျ အေး မျက်နှာဝိုင်း မျက်နှာဝိုင်းဝိုင်းဝိုင်းတောင်းတောင်း
လေးနဲ့ဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုရင်စုတယ်ရှက်ဆိုင်ထားတဲ့လာလေးကရင်လာပါပဲအေးမြချင်တော့လာလို့ပဲကျွန်တော်လည်းဒီလိုပါပဲဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုရင်စုတယ်ရှက်ဆိုင်ထားတဲ့လာလေးကရင်လာပါပြီတဲ့အေးမြချင်တော့လာလို့ပဲကျွန်တော်လည်းဒီလိုပါပဲချစ်တဲ့ခါခွဲသူမူလေးတင်းစံသလိုခွဲတဲ့မအေးမုန်းတော့ရင်ခွဲတူအောင်မျက်နှာထားနဲ့အလားလေးများပြေပြောက်ပြပြနဲ့ဆိုင်လာတဲ့အလားပိုင်ရှိလေးလူတကာတွေ့ရင်မျက်နှာမပြနဲ့အလားလေးယူသွားနိုင်တယ်ဒီကိုယ်ကောင်းစင်နဲ့ပြောပြောချစ်တဲ့သောကမနာလို့ဝင်လို့တယ်မကြည့်ရှုံးတဲ့ပြုံးမျိုးလေးသူ့မှာရှိတယ်တကားတော့တဲ့ပြောမျိုးလေးသူ့နှုတ်ပြကျွဲလှုပ်လေလှုပ်သွားနေမြင်မြင်သူလေးလောက်ပဲမျက်နှာဝိုင်းကလေးနဲ့ဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုရင်စုတယ်ရှက်ဆိုင်ထားတဲ့လာလေးကရင်လာပါပြီတဲ့အေးမြချင်တော့လာလို့ပဲကျွန်တော်လည်းဒီလိုပါပဲဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုရင်စုတယ်ရှက်ဆိုင်ထားတဲ့လာလေးကရင်လာပါပြီတဲ့အေးမြချင်တော့လာလို့ပဲကျွန်တော်လည်းဒီလိုပါပဲအေးမြချင်တော့လာလို့ပဲကျွန်တော်လည်းဒီလိုပါပဲ လူချင်းများအားလုံးမင်္ဂလာပါ ဟုတ်ရ လူချင်းမင်းတို့ဘဝတိုးတက်ခြင်းလားအောင်မြင်ခြင်းလားလူချင်းမင်းတို့ဘဝတိုးတက်ခြင်းအောင်မြင်ခြင်းထိုင်းနေလို့မရဘူးဗျထပေးလိုက်ပါအောင်မြင်ခြင်းထပေးပါအောင်မြင်ခြင်းလူချင်းမင်းထပေးလိုက်ပါထနေရောအောင်မြင်လားမအောင်မြင်ပါဘူးခင်ဗျလူချင်းမင်းဘဝအောင်မြင်ခြင်းလှုပ်ပေးပါလှုပ်ပေးပါအောင်မြင်ခြင်းလှုပ်ပေးပါများများအောင်မြင်ခြင်းများများလှုပ်လိုက်စမ်းပါလှုပ်လိုက်ပါလှုပ်လိုက်စမ်းနေဘာဖြစ်အောင်ရှိ ခမရပဲလုံဆူ အနေပြောတာမဟုတ်ဘူး ဘာသူပြောနာ ဘဝအောင်မြင်လမ်းကြောင်းတွေကိုပြောနေတဲ့ဆရာလင်းတိုက်ညွန့်မြမအမြေရဲ့တပည့် ခမရနာမည်က လင်းတိုက်ကြီး မကြားဘူးပါဘူးဗျာ ငါနာမည်နဲ့ပါအောင်ပြောရသေးတယ် ဒီတော့ကိုပြိုးကြီးဘာလာလောက်တာခမရ လူကြီးမင်းများအလောက်ကိုင်းခွန်းလန်းနေရှားပါနေတဲ့ချိန်ဝင်ကိုတွေနဲပါနေတဲ့အချိန်မှာလူကြီးမင်းအိမ်မှာနေယုံနေဖုံးလေးတစ်လုံးရှိယုံနေကေဘေးရှိယုံနေစီးပွားရေးလုံနိုင်တဲ့ဂိမ်းမောင်းတစ်ထောင်နဲ့ကျွန်တော်မိတ်ဆက်ပေးပါရစေ ကိုပြိုးကြီးဘာခိန်းနေမို့လို့ ပထမဆုံးမိတ်ဆက်ပေးမဲ့ဂိမ်းကတော့အပေးချမ်းတဲ့ဖွာကြီးဂိမ်း ဖိုးကြီးခိန်းလောက်ပါဟာ မလူမင်းရှာမရှိနဲ့ဖွာကြီးကပို့ပေးချမ်းတယ် ကဲဘာခိန်းနေလို့ပြောနေ ကာစီနိုဂိမ်းစလော်ဂိမ်းเนาะကျွန်တော်ရှမ်းကုန်းပြီးနဲ့အတူလူတိုင်းပေးနေတယ်ကျွဲဂိမ်း ဒီမဲ့ကိုပြိုးကြီး ဒီလေး ခမရကိုကျွန်တော်ကတော့လင်းတိုက်ညွန့်ရဲ့တပည့်ဆိုလို့အဟုတ်မှတ်လို့နားထောင်နေတာလက်ဆက်သက်တော့ခမရမတ်တက်ထဲလာပြီးတော့လောင်းကစားချင်ညာနေရလားဟာလားကိုပြိုးကြီး ဒါစီးပွားရေးเนาะငါရဲ့ website နဲ့မင်းသိလား ဘာလဲ ထဲ့သမျှအကုန်စားမယ်ဆိုတော့ ပေးမယ်လို့ပါ ဟာမပေးဘူးစားမှာ ဒီမဲ့ကိုပြိုးကြီး ဘာလဲ ကျွန်တော်တို့ဒီဘက်ခင်မယ်လောင်းကစားအကြောင်းမလို့ချမ်းသာသွားတဲ့သူကျွဲခိန်းအကြောင်းမလို့ချမ်းသာသွားတဲ့သူတယောက်မှမရှိဘူးခမရနားလေလား ဒီမှာသားပြူ ဘာလဲ ကျွဲဂိမ်းနဲ့မင်းချမ်းသာတဲ့ကောင်မင်းမြင်ဘူးလား ဒီမဲ့ကိုပြိုးကြီး ဘာလဲ ရှီလည်းမရှိဘူးမြင်လည်းမမြင်ဘူးနော် မင်းလက်တွေ့ပြမဆိုယုံမလား လက်တွေ့ ကျွဲနဲ့ချမ်းသာတဲ့တတိ ရှိသလား ရှိတယ် ရှိရင်ကျုပ်ရှိခေါ်ပြဗျာ ခဏဆောင်လိုက် ကဲလုံး ငါဖုံးဆက်လိုက်မယ် ဆက်ဆမ်းပါ ဟင်းလက်တွေ့ပြမှယုံမဲကောင်ဆက်လိုက်မယ် အဲ့ဒါဘာလို့တာတော့ စော်ဝရီထေးတာတော့ကွာဟယ်လို ဟယ်လို စပီကာဖွင့်လိုက်ဟယ်လိုဒါကျွဲတတိလား ဟုတ်ပါတယ်လူကြီးမင်းခုပြောနေတာမကြည့်ပါလေ တွေ့လားအေးအောင်တော့မင်းကိုကြီးဖြိုးကြီး ဟောကိုပြိုးကြီးလား ဟုတ်တယ် ဘာခက်ခဲမြတ်ရှိလို့လဲကျွန်တော်ဘာကူညီရမလဲ အဲ့ဒီမှာဆိုင်းစရာသားပြိုးကကျွဲဂိမ်းနဲ့တတိမမြင်ဘူးလို့တဲ့ ကျွဲကိန်းနဲ့ချမ်းသာတဲ့လူကိုမမြင်ဘူးလို့ ဟုတ်တယ် အဲ့ကြကျွန်တော်ကဘာလုပ်ရမှာ လာခဲ့လာအောင်လက်တွေ့ပြကြည့်လို့ ဘယ်ဟိုလာမှာတော့ အေးဝိုင်းမှာ အင်းဝိုင်းလာခဲ့ ဟုတ်ပြီအဲ့ဒါဆိုခုလာခဲ့မယ်လေ လာခဲ့ โอเค စောင့်ကြည့်လိုက်နော် ကြည့်မယ်ဗျာ ကြည့်လိုက်တထေးတော့ လောကဘာဝဝေမရှိတော့ညံ့တာလေပြောသမျှဆိုသမျှရိတ်ခါလိုက်အောင်
ကြွားနာကြည့်လိုက်စမ်း तू ကတော့လက်စွပ်ကြွားနေတာငါဆေးလိတ်တောင်းနေထင်းနေတာ ကိုဖြိုးကြီးဒါခမည်းပြောနေကျွဲတထေးလား ဟုတ်တယ် ကြည့်လိုက်အောင်မေဗျာ ဟိုးတေချာကြည့်လိုက်တော့ကိုလိုချောတဲ့လှတဲ့လူတွေပါလား ဖြိုးကိုကျွဲပြီဟောလက်ထဲမှာလည်းလက်စွပ်တွေ ဟုတ်တယ် ဟာဆွဲကြိုးကြီးကလည်းအတုတ်ကြီးဗျာ ဟုတ် ကျွန်တော်တစ်ခုလောက်တော့မေးအောင်မယ် ဟုတ်ကဲ့ ခမည်းအဲ့လောက်ထိချမ်းသာတော့ခမည်းဘယ်လိုလုပ်လိုက်တာလဲ ကျွန်တော်လွယ်လွယ်လေးပါကျမဲကျွန်တော်ရဲ့ဖုန်းထဲကိုလေပတ်စံလေး1000ခွဲတဲ့ပတ်စံလေး1000ခွဲတဲ့ကိုကျွန်တော်ဂိမ်းထဲကိုထည့်ဆော့လိုက်တာအများကြီးသိမ့်မနှိမ့်လိုက်ရပါဘူး ဟာဘယ်နှချက်နှိပ်လိုက်တာ ကျွန်တော်အများကြီးမနှိမ့်လိုက်ရဘူး လောက် 3ချက်ထဲပါ3ချက်ထဲပါ3ချက်ထဲ 3ကျွတ်တွေနဲ့တတိပြသွားတာ 3ချက်ထဲထည့်လိုက်တဲ့ကျွန်တော်တထစ်ဖြစ်သွားတာပဲ မိုက်လိုက်လား ဟာကိုဖြိုးကြီး ဟေး 3ချက်သေးနဲ့ KP လေး1000ခွဲတဲ့ထည့်လိုက်တာအဲ့လောက်ထိကိုချမ်းသာသွားတာဟာကိုဖြိုးကြီးဟာဒီလိုမှသိအစကနေကဒီဆိုင်နေမတီးပါဘူးဒါဖြိုးကအဲ့နာဆော့မှာပေါ့ လက်မလေးပဲ ကဲဒီတော့ကိုဖြိုးကြီး ညီလေး ကျွန်တော်ယုံသွားပြီ အေးပေါ့ ဒီတော့ခမရကျွဲပြီကိုမေးလိုက် အေး စော်ဝဲလေးကုပေးစမ်းပါလို့ဒါဖြိုးက တတိစော်ဝဲလေးကုပြင်စော်ဝဲလေး ဆော့ဝဲလေး ဟုတ်ကဲ့ ခဏလေးနော်ဆော့ဝဲလေးကအရေးမကြီးပြီးတဲ့ခုပေးမယ်နော်ဖုန်းလာနေလို့နော်ခဏလေးနော် တတိရတယ်ကြီးက ဟယ်လို ဟယ်လို ဟယ်လိုတဲလေးလား ဟယ်လိုကိုကိုလာ မလေးတဲလေးလား ကိုကိုလာ တဲလေးလား ကိုကိုလာ တဲလေးလား ကိုကိုလာ ငါစောင့်မိကတ်လာပြီဟုတ်ပြီ ဟယ်လိုတဲလေးလား ကိုကို တဲလေး ကိုကိုပဲမာတော့ ကိုကိုအင်ဝိုင်းကိုရောက်နေတာ တဲလေးကလည်းခုနောင်ရှူရောက်နေတာ ဟုတ်တယ်လားအဲ့ဒါကိုကိုစီလာခဲ့ပါလားကိုကိုဝင်းသားဆရာစကားပြောတယ်ရှိလို့ ဘာဒီဝင်းသားစရာရှိရတော့ ကိုကိုကျွဲကိန်းပေါက်လို့ကျွဲကိန်းပေါက်လို့ ကျွဲကိန်းပေါက်တယ် ဟုတ်တယ် အဲ့ဒါဆိုတဲကိုမမိုးပြီးမှလာ ဘုံ ပြော ဘိုးပေးခြင်းလို့ခေါ်နေတာ တကယ်ပြီးမှနော် တကယ်ပေးမှာပေါ့ အဲ့ဆိုတဲခုလာပြီ အဲ့ဒါဆိုကိုကိုစီကိုခုလာခဲ့ လာပြီကိုကိုကိကိချစ်ချင်တယ်ကချီကိုကိုကိပိလေးနဲ့မိုးပြီးပါလားကိုကိုချစ်ချင်တယ်ကချီကိုကိုကိပိလေးနဲ့မိုးပြီးပါလားကိုကိုကိကိချစ်ချင်တယ်ကချီကိုကိုကိပိလေးနဲ့မိုးပြီးပါလားကိုကို တဲလေး ကိုကိုကလည်းဖျားပေါ်မှာအဲ့လိုလုံးလို့ရဘူးလေတူတူကြီးရဲ့ အကုန်တက်တော်တွေလည်းရောက်ကုန် ကိုကို ဘာတော့ ကိုကိုကဒီဘက်ကိုတားထူတာပဲ ဟုတ်တယ် ဒီဘက်ကိုတားမထူနဲ့ ဘာလို့တော့ ဒီဘက်ကိုထူပေး ဒီ အောင် ဘက်အကုန်လုံးရောင်းကန်းကုန်တော့ ရန်ထူခိုင်းမင်းနဲ့ကိုဟာမင်းနေရမကြတော့ဘူး ဟုတ်တယ် ငါနေရချပေးမယ် ဟုတ်ကဲ့ မသိချင်းမတာ ဟုတ်ကဲ့ ဒါလေရင် လေရင် ဒါလေရင်ဝင်း လေရင်ဝင် ဒါမီနီယိုဝေကိတ် ဘယ်နဲ့အောက်တီရောက်ကုန်မှာမဟုတ်ပါ ဘဲအိုးဝေကိတ်တွေပါလား ကိုကို တဲလေး ကိုကိုမမိုးပြီးမှဆို တဲလေးကိုမုံဘူးပေးချင်လို့ခေါ်လိုက်တာလေ ကိုကဘယ်လောက်ပြီးမှတော့ တဲလေးကိုကိုမုံဘူး10သိန်းပေးမယ် ဆယ်သိန်း ဟုတ်တယ် ဘာလို့ရမှာလဲနဲတော့ကိုကိုကလည်းဆယ်သိန်းနဲတယ်ကိုကို 10သိန်းနဲ့လို့ နဲတယ် အဲ့ဒါဆိုတဲလေးကိုချစ်လို့နော် ဟုတ်ပြီ ကိုသိန်း50ပေးမယ်ကွာ သိန်း50 သိန်း50ဘာကျစ်သွား မြင်မြဲမြူသွားတာ အော်ပါလား အန်ဟောသွား သိန်း50 ဟုတ်တယ် ကိုလည်းသိန်း50တော့ပြီးမှဆိုရင်ကိုကိုချိန်တာလေးကျွေးမယ် တော့ကိုကိုပြုစုမယ်ပေါ့ ကိုကို တဲလေး ကိုကိုမွေးငါစားမလား မုံရင်ကတောင်းရင်ငါအဲ့မုံရင်ငါကြီးသိတယ်ကြိုက်ဘူးကြိုက်ဘူး ဒါမှမဟုတ်ရင်အုံနှုတ်ခေါ်ဆွေးစားမလား ခေါက်ဆွဲအောင်တော့ခေါက်တယ်လည်းမကြိုက်ဘူး အဲ့ဒါဆိုကိုကို တဲလေး စမူစာကြီးစားမလား ဘယ်စမှုသားတွေလာကျွေးနေတာလဲ ကိုကိုကလည်းအရင်ပြောနေကြပါရဲ့ ကြားတယ်တဲလေးရ လာ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  တဲလေး တောင်းအောင်ဆင်းပြီးတော့ ဘာလို့မှာတော့ ကိုကိုနဲ့တဲ့မုစကူဒူအောင် ဘူးစကဒူမ အဲ့ဒါဘာမှမဟုတ်အဲ့ဒါစိုက်ကားသမားနဲ့ဖာသမားနဲ့ဆင်ပြေသွားတာလေ ကိုဖြိုးကြီး ညီလေး ယုံသွားပြီဗျာ အဲ့ဒါ ပတ်စံရှိလိုက်တော့မြင်လားစော်ရီကရောက်ချလာတာ စော့မယ်လေ ကဲအဲ့တော့ကိုဖြိုးကြီး ဟေး ခုနသူ့ကြရတိုင်းနဲ့ကျွန်တော်စော့လိုက်မယ် ဘယ်လောက်ရှိတော့3သိန်းရှိလား ရှိတာပေါ့ 3သိန်းရင်ထဲလား ရတယ်နော်နိုင်မသေးကြလား ဟန်ကျလုံးလိုက်အေးသားဖြူ3သိန်းရင်ထဲမယ်ဟေး โอเค ဝက်ဆိုက်ကနော်ထဲတဲ့နာကုန်စားမယ်ပဲသားဖြူ အိုက်စီဟဲ့ကိုဖြိုးကြီးဖတ်ဖူးလို့နဲ့ဗျာပေါက်ပြီဗျာ ကိုကိုကိကိကိုချီချီနာနာလေးကြီးကိုကိုကိပီလေးနဲ့မိုးပေးပါလားကိုကိုကိကိုချီချီနာနာလေးကြီးကိုကိုကိပီလေးနဲ့မိုးပေးပါလား ဟောလာကြပါဒီမှာမြေမျောနေလို့ အတန်းလောင်လာတာမောင်လေး ဗျာ မောင်လေးပေါက်ပြီဆို ဟုတ်တယ်ဗျာပေါက်သွားတာ ပေါက်ရင်အဲ့လိုတော့ပြစ်မထမ်းနဲ့လေ ဘာလို့အောင်မ မောင်လေးကမမကိုဘောနဲ့ပေးအောင် ကိုဖြိုးကြီးဘောနှံတောင်းနေတာ ဒီလေ ဗျာ သူ့ကိုညီလေးကဘောနဲ့ပေးလိုက် ဒီနဲ့ နောက်ကျမှကိုကြီးကသူ့ကိုဘောမေးပေးလိုက်မယ် ဟုတ်တယ်ငါအဲ့ဘောမိတ်ဖနှောင်းနဲ့ပေါက်ပြမှာကိုင်းချစ်လို့
စားတာနဲ့ ဟုတ်တယ်မောင်လေး ဒီတော့မမ ရှင် မိုးလာတောင်းတာ ဟု ပေါ့ တ်တယ် ဟာပေးမှာပေါ့ချစ်မမရာကဲရော့ဗျာ ချစ်မမပေးလိုက် အများကြီးပဲတော့အမလေးအင်းဝိုင်းကဈေးတယ်လေးတော့တိမ့်လိုက်ချင်သေးတယ် သိမ့်ပေါ့ အော်သူကြည့်ပြီးငါရင်းနေလေးလိုက်တာကြီး အမလေးမမိုးလည်းပြီးတယ်ဆိုတော့မမမောင်လေးကိုချစ်သွားပြီမောင်လေးဒီဘက်လေမမတကြောင်ချစ်တာအာဘော မသားမလူကျင်တဲ့ရအောင်အာဘွားတော့မပြီးတော့အာဘောတယ် ကဲဒီတော့ကိုဖြိုးကြီး ဟေးကြီးလေး ပတ်စံနေလေအများကြီးရသွားပြီကဲကျွန်တော်ပြန်တော့မယ်နော် ဟာဘေးပြန်မှာတော့ငါလို့မရဘူးလေ ဟာတော့ မင်းလောက်နေနဲ့မင်းရတယ်ကျေနပ်မနေနဲ့ထက်ဆုံးမယ် အာကိုဖြိုးကြီးကလေကျွန်တော်ရှုံးသွားမှာပေါ့ မင်းရှုံးမှာတော့ခုချိန်ကပေးနေတဲ့ချိန် ဟမ် ခုချိန်ပေးနေပြီ ဒီအချိန်ကပေးနေတဲ့အချိန် စနစ်နေ အဲ့ဒါဆိုခင်ဗျရအောင်မှာပေါ့ ဟာလို့လိုက် သေးကြတယ်နော် ဒေးကြတယ် ရှုံးရင်ခင်ဗျတာဝန်ယူမှာလား ငါမင်းရတယ်ကိုလုံးလုံးမစောသမား ဘယ်ရအောင်ဆိုပြီးတာပြကဲစုံ ဆော့ ကြားတယ်ရှုံးလို့ကတော့တွေ့မယ်ခင်ဗျ ဩမင်းရတယ်မလာသေးဘူးလာပြီစောသမားတန်းစီနေပြီ တန်းစီရများမှာပေါ့ အားချအားမောင်းပြေကွာ ကဲပြန်ငါးလုံးပြန်ကဲဟာ ပြေ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  ကဲကိုဖြိုးကြီးခုကျုပ်ဖုံးနေမယ်တကြက်မှမရှိတော့ဘလို့လုံးမအောင်ပြောအကုန်လုံးကုန်းကုန်ပြီ မင်းကနိုင်တော့ဒီမျက်နှာမဟုတ်ဘူး ဟာရှုံးမှာတော့ဘသူကပြောမှာ မ တော့ င်းလောင်းသားပဲရှုံးလဲရှိနိုင်နိုင်ရှိပါဘူးမင်း အဲ့ဒါနေနားမလဲဘူးပြန်ပေးပဲ မင်းငါလုံးတယ်ကလေးကြာတာပဲမင်းကမင်းစောတော့နိုင်တော့လို့မြင်တာမဟုတ် အနိုင်မတော့ပြောမှာဗောဗျ မင်းပတ်စံလို့ကျင်တာလား တန်းလို့ချင်းတာ ငါလည်းမရှိဘူး အဲ့ဒါဘလို့လုံးပေးမှာ နေဦးဩငါကျွဲတရေကြီးကူကြီးတောင်းလိုက်မယ်စော်ဝဲတစ်ပြန်ကူးမယ် ကိုဖြိုးကြီး ဟေး အဲ့ဒါမေ့ ဆောက်ခေါက်ဆောက်ခေါက်တည်းကလုံးထလိုက် အဲ့ဒါကျွဲပြင်ပြန်ခေါ်လိုက် ခေါ်မယ်ကျွဲရလို့ခေါ်လာ ဘာလုပ်တာတော့ ခေါ်နာလို့ တေချာခေါ် ဟယ်လိုဟယ်လို လူကြီးမင်းခေါ်ဆိုတော့တယ်လီဖုန်းမှာအပေါင်းဆိုင်ရောက်နေပါသဖြင့်ခေါ်စီမရနိုင်ပါရှင် sorry တနဘရှူတယောက် please don't leave လို့မှာပါ မင်းကသားလားဖုန်းထဲကဆွဲတော့မင်းတို့တွေစင်နေတာ ကိုဖြိုးကြီးခမရကျွဲပြင်ရဟုတ်ကောဟုတ်ရလားဗျာဖုံးတော်ပေါင်းဆိုင်ရောက်သွားပြီ အဲအောင်ဒါဖုန်းမသွားလို့ ဟုတ်မှာ ဖုန်းမ ကဲ သွား နောက်တစ်လုံးဆက်ဗျာ ဆက်မယ်ဟယ်လို ဟယ်လို တွေ့လားဟိုတတိနေထက်လားကျွဲတတိအေးလာကန်းဟိုရဒီမှာတို့ကကျွဲရှုံးနေလို့ မြန်မြန်ခေါ်ဗျာကဲ နေတဲ့ရေ ဟေး နေတဲ့လာကန်းဟိုလို့ ဟေး ဒီမှာတို့ကျွဲရှုံးနေလို့ဟာ ကိုဖြိုးကြီး ဟေး ခမရလေအတန်လေးကတိုးတိုးလေးခေါ်မှာဘယ်လိုလုပ်ကြမ်းမကျဲကျဲခေါ်မှန်းမှာ ဟယ်လိုနေတဲ့ရေကျွဲတတိရေ ရေးတယ် အေး ဒီလိုပါ အော်ဟဲ့ရကျွဲတတိခေါ်နာရတရောင်းသားနင်းခေါ်နာမဟုတ်ဘူးသွား ဟေး ရ တောင်းရင်ဟိုရှိတယ် ခေါ်နေတာ တောင်းရင် ဟို ဈေး ဘက် တစ် သွား ပတ်သွားတောင်းသွားတထောင်းစား ကိုပြိုးကြီး ဘာလို့ ကျွန်တော်ကျွဲပရင်နေထက်ဆိုကျွန်တော်ပဲလေ ဟာတထင်းနေတဲ့ခေါ်တာတထောင်းစားခေါ်တာမဟုတ်ဘူးထမင်းစားဟိုဘက်သွားတောင်းစားသွား ဟုတ်ပါမယ်ဟုတ်ပြီဟုတ်ပြီ တထင်းကိုတထောင်းစားတမျိုး ကဲကျွဲပြင်တေချာခေါ်သမှာဗျာ ကိုမေတသိန်းတော့ဟိုဘက်သွားလို့မင်းခေါ်နေမဟုတ်ဘူးတို့နေတဲ့ရေ ကိုပြိုးကြီး နေတဲ့ ကိုပြိုးကြီး ဟေး ခမရရဲ့ချစ်ဆုံးတကယ်ချင်းကျွဲပရင်နေထက်ဆိုကြုံပါလေဗျာ စပင်ကြီးရတဲ့ဘုံကြီးချီတော့ခုံကြီးကြ ဟာဒါကျွဲပြင်နေထက်လား ကျွဲပရင်နေထက်ဆိုတော့ကြုံပဲလေဗျာ ဟာကျွဲပြင်ကြီး ဟုတ် ခမရဗျာဒီလောက်ဒီလိုဘဝမျိုးရောက်သွားခမရဘလို့ဖြစ်သွား တကယ်တမ်းတော့လေတကယ်တမ်းတော့ကျုပ်ဘဝကြီးဟာစွချမလို့လိုက်တည်ငါလေးပေးတဲ့ပတ်စံတွေကိုအဟုတ်ကြီးမှတ်ပြီးပျော်ရွှင်ခဲ့ရကျွဲပရင်နေထက် မင်းဒီလိုမျိုးတွေ့တော့ငါရှိနေမကောင်းလို့ငါရှိနေမကောင်းလို့ ငါငိုမရတယ်ဟုတ်တည်ငါလေးပေးတဲ့ပတ်စံတွေကိုအဟုတ်ကြီးမှတ်ပြီးပျော်ရွှင်ခဲ့ရ9000နဲ့ကိုကြီးကျွဲဆော့လို့မရဘူး အစိတ်ပင်ရေလောင်းနေတာ ကဲဒီတော့ကျွဲပြင် ဟုတ် ခမရဒီလိုဘဝမျိုးမရောက်ရှေ့ကကျွန်တော်ရဲ့အမတွေညီမတွေအကိုတွေညီတွေခမရပြောပြလိုက်လေဗျာ နောက်ထပ်လည်းရအောင်ပါပဲဆိုတဲ့အတိနဲ့ထက်ခါဆော့ခဲ့မိတော့အခုချမ်းသာလာပါပြီရဲ့ဆိုတဲ့ကျွဲပင်နေထက်လေအခုမွဲပြီကျုပ်ကူမွဲပြီကျုပ်လိုမဖြစ်အောင်လို့အင်ဝိုင်းကလူတွေ
ကျွန်တော်ရဲ့ညီတွေညီမတွေကိုကျွန်တော်လူဖြစ်မှာဆိုးလို့ တတိပေးတာ ဒီကျွဲကိန်းဆလော်ကိန်းတွေမဆောကြပါနဲ့လို့အတန်းနဲ့သတိပေးရင်းနဲ့လေ ဟာဒါနဲ့နေပါဦး ဟုတ်ကဲ့ ခမရဘေးမှာခုနတဲငယ်လေးရအောင်ဘဲရောက်သွား အခုကျုပ်သိတ်ချစ်လာပါရဲဆိုတဲ့ကျုပ်ရဲ့တန်းငယ်လေးရလေအခုကျုပ်ရဲ့ဘေးမှာမရှိတော့ဘူးဗျမရှိတော့ဘူး ကိုကိုကင်းကင်းကိုချင်းချင်းနာနာတကယ်ချင်းကိုကိုကင်းပေးလေးနဲ့မမပေးပါလားကိုကိုကင်းကင်းကိုချင်းချင်းနာနာတကယ်ချင်းကိုကိုကင်းပေးလေးနဲ့ကိုကိုကင်းကင်းကိုချင်းချင်းနာနာတကယ်ချင်းကိုကိုကင်းပေးလေးနဲ့မမပေးပါလားကိုကို အဲ့ဒါဘာကြီးတော့ဟာ ကိုကိုအဲ့ဒါ နိုင်လာ ကိုကိုကင်းပေးလေးနဲ့မမပေးပါလား တေးဗျာ နာနာတကယ်ချင်းကိုကိုကင်းပေးလေးနဲ့မမပေးပါလားကိုကို ဘာတော့ ကိုကိုပြောက်ချက်တာကောင်းလိုက်တာကိုကိုချီစမ်း ကြည့်လေ အင်ကြီးတွေကလည်းနိုးသီးတွေကိုပေါ်လို့ ငါမွဲလို့အင်ကြီးစုပ်တာဘာဖြစ်သေးလဲ တယောက်တည်းရက်စီဟုတ်ကဲ့ချမ်းပါလေမလေးကျမပိုင်တာဆိုကျမပဲယူမှာပေါ့နော် ထည့်ထားလိုက်ထည့်ထားလိုက် ကိုကို ဘာတော့ တင်းငယ်ဦးမစူးကြလာနေလေဦး ခဲ့သည်များကုန်စားမယ်ဆိုတဲ့ website ကကြတော့ မကြမ်းလာခဲ့နော် ဒါခဲ့နော် ကိုကို ဘာတော့ သူများတွေတော့ဆူရှာနေကိုကိုတင်းငယ်ဦးမငိုးပြုံး ဟိုဗျာလူမမွဲလို့မကျွဲကိန်းဆော့လို့မွဲလို့မတမပလုံကောက်စားနေရတဲ့ဘောကပါဆိုဒီဖေလို့မလာတောင်းသွား ချင်းပပမေးမေနေဟာချစ်တယ်ဗလားဘာဝင်နေချက်လေးဟာဆိုလိုတာကဟိုးမိချစ်ပါချင်းပပမေးမေနေဟာချစ်တယ်ဗလားဘာဝင်နေချက်လေးဟာဆိုလိုတာကချစ်တယ်ဗလားဘေးစကောင်းမနေရကတိကတနေဒီလိုချင်းငါပြမှာတစ်တောင်ဒီလေးဟာချောင်းလိုက်ရှိတဲ့ရန်ကိုလိုနေချင်းမနာပြောစမ်းချစ်တဲ့နေတာခဏချင်းဒါဆိုကြခင်ကုန်ပြီးတော့မအချင်းတို့တွေ့တော့ပြီးတဲ့စားလောင်ရင်တော့ရှိပါလောင်တာအချင်းကြီးလေးမကုန်သေးနဲ့မမမဲဟေးချင်းပပမေးမေနေဟာချစ်တယ်ဗလားဘာလို့ရှက်လဲမဆိုလိုတာကဟိုးမိချစ်ပါချင်းပပမေးမေနေဟာချစ်တယ်ဗလားဘာလို့ရှက်လဲမဆိုလိုတာကချစ်တယ်ဗလား ချင်းတွေ့တာမိသားလောင်ရင်တော့ရှိပါလောင်တာချစ်ပြီးလေးမကုန်သေးနဲ့အမမဲဟေးချင်းပပမေးမေနေဟာချစ်တယ်ဗလားဘာလို့လဲရှက်လဲအဆိုလိုတာကဟိုးမိချစ်ပါချင်းပပမေးမေနေဟာချစ်တယ်ဗလားဘာလို့လဲရှက်လဲလိုရာကချစ်တယ်ဗလားဘေးစကောင်းမနေရကတိကတနေဒီလိုချင်းငါပြမှာအတစ်တမီဒီလေးဟာချောင်းလည်းရှိတဲ့ရန်ကိုလိုနေချင်းမနာပြောစမ်းချစ်တဲ့နေတာခဏချင်းဒါဆိုကြခင်ကုန်ပြီးတော့မချင်းတွေ့တော့ပြီးတဲ့စားလောင်ရင်တော့ရှိပါလောင်လာချစ်ပြီးလေးမကုန်သေးနဲ့အမမဲပပမေးမေနေဟာချစ်တယ်ဗလားဘာလို့လဲရှက်လဲမဆိုလိုတာကဟိုးမိချစ်ပါချင်းပပမေးမေနေဟာချစ်တယ်ဗလားဘာလို့လဲရှက်လဲမဆိုလိုတာကချစ်တယ်ဗလားချစ်တယ်ဗလားချစ်တယ်ဗလားကဲပြိတ္တကြီးလက်ခုပ်တန်လေးကြားမယ်ဗျာ ရွှီ ဘာလို့တာတော့ မမုတ်တဲ့လူလေဟုတ်ပြီကဲတော့ညီလေးအဲ့တော့ဇင်းနေစက်တွေလုံးလုံးမယ်အဲ့တော့ဒီတစ်ခါတောင်ပေါ်ဒေသရောက်တုံးလေးအဲ့တော့ညီလေးမြေပြန်တချင်းလေးတစ်ပုတ်လောက်ဆိုလိုက်အောင်
တောင်ပေါ်တချင်းလေးတစ်ပုတ်လောက်ဆူလိုက်အောင်လုပ်ပါ တောင်ပေါ်သချင်းပြီးရင်အရေးကြီးသေးတယ်ဗျ အဲ ဦးစင်ကတောင်းတာရှိသေးတယ် ဟောဆရာတော်ဗျာ ဆရာတော်ဘုရားတောင်းတာ ဗါတယ်နော် ဟိုရှုတော်ငွေ1000နဲ့ ဟောလာသားနဲ့မေဆိုင်တဲ့ကောင်မို့လားဒီမှာဘုရားတပည့်တော်ဆိုင်နေမှာဘုရားငါဟိုသချင်းလေးဆိုပြီးသားနဲ့ရှုတော်ငွေ1000နဲ့ဘာသချင်းတော့ဘုရားလို့ငါရဲ့ခံစားချက်တယ်သချင်းနဲ့မပြောပါဘုရားလို့ချစ်စည်းဝိုင်းကပြင်ကလူတဲ့ အဲ့ဒါဆရာတော်ကဟုတ်တယ်ဒီဘက်ကစောင့်နေရမှာပေါ့အဲ့တော့ ကြိုက်တယ်ရဆရာတော်က ခဏကကျွန်တော်မိန်းကလေးဝဆန်းနဲ့ထွက်တော့ကလေးလေးတယောက်ကကိုကြီးကံကောင်းလာအောင်တဲ့တားလေးပြောပါတော့လို့တချင်းလေးတောင်းလို့တဲ့တားပါတချင်းလုံးဆိုကလေးလေးကစုတော်ငွေ1000နဲ့ဖေးဖေးပါလို့ခွဲသွားတာလဲဆိုပေးပါ ဩတနာပါတယ်ဗျာ ကလေးလေးကိုကျွန်တော်နှစ်သိပ်ပေးလိုက်တယ်အဲ့ဒါမင်းဖေနောက်မင်းမလိုချင်လို့ သူကပျော်သွားတာဗျ ဗါတယ်တော့ မေမေလေးရတော့မယ်မေမေလေးရတော့မယ် ကဲတော့ညီလေးဘာဆိုမှာတော့โอเค ဒီကတောင်ပေါ်ဒေသနဲ့ပတ်သက်တာလေးပေါ့နော် ဟုတ် တောင်ရဝင်ချိန်လို့မြည်ရပါတယ်ဟဟလား ဩဒါလေးကွန်ပျူတာစမဲကြားရင်လက်ခုံသားလေ အဲ့လောက်တင်းမစူတော့ပါဘူး ကဲကွန်ပျူတာချင်းလေးကတောင်ရဝင်ချိန်နဲ့စမယ်ဗျာ ကလို့ရတယ်နော်တောင်ရဝင်ချိန်မှာဝေဖို့စက်ကလေးတွေသာယာသာဘူးပွေလို့နာပါပါတယ်အသေးပွေပါတွေချိန်ကတော့မယ်လူလူကိုတွေ့ပြီးချင်းနဲ့တွေ့လို့ပြောတယ်ဝါချွတ်ပွဲတော့လက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆိုရင်တွေ့လို့ယူကုန်တယ် ဟောဒီအကြီးလား ဝေးကြီးမဟုတ်ချင်းကလေးတွေတာယာစွာတေးချူလို့နာပါပါတယ်အသေးပွေပါတွေချိန်ကတော့မယ်တူတူဝဲတို့လာကုန်မယ်တွေ့လို့ပြောတယ်ဝါချွတ်ပွဲတော့လက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆိုရင်တွေ့လို့ယူကုန်တယ်တောင်ရဝင်ချိန်မှာဝေဖို့စက်ကလေးတွေစိုးပြေသွားဘူးပွေလို့လာပါပါတယ်အသေးပွေပါတွေချိန်ကတော့မယ်လူလူကိုတွေ့ပြီးချင်းနဲ့တွေ့လို့ပြောတယ်ဝါချွတ်ပွဲတော့လက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆိုရင်တွေ့လို့ယူကုန်တယ် ဒီဝေးကြီးမဟုတ်ချင်းကလေးတွေတာယာစွာတေးချူလို့နာပါပါတယ်အသေးပွေမတွေချိန်ကတော့မယ်လူလူကိုတွေ့ပြီးချင်းချင်းတွေ့လို့ပြောတယ်ဝါချွတ်ပွဲတော့လက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆိုရင်တွေ့လို့ယူကုန်တယ် အဲ့ဒါတူတော့ချောင်းတာပဲ ဒါတော့9000မလို့9000ဆိုကျွေးရုံလေးတွေဖြစ်သွား တောင်ရဝင်ချိန်မှာဝေဖို့စက်ကလေးတွေစိုးပြေသွားတေးချူလို့နာပါပါတယ်အသေးပွေပါတွေချိန်ကတော့မယ်လူလူကိုတို့လာကုန်မယ်တွေ့လို့ပြောတယ်ဝါချွတ်ပွဲတော့လက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆိုရင်တွေ့လို့ယူကုန်တယ် ဒီဝေးကြီးမဟုတ်ချင်းကလေးတွေတာယာစွာတေးချူလို့နာပါပါတယ်အသေးပွေပါတွေချိန်ကတော့မယ်လူလူကိုတို့လာခေါ်မယ်တွေ့လို့ပြောတယ်ဝါချွတ်ပွဲတော့လက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆိုရင်တွေ့လို့ယူကုန်တယ်တို့တွေဆိုရင်တွေ့လို့ယူကုန်တယ်တို့တွေဆိုရင်တွေ့လို့ယူကုန်တယ် ကျေးဇူးတင်ပါတယ်ဒါတော့တောင်ရဝင်ချင်းလို့မြည်ရပါတယ် โอเค ဒီလေးတောင်ပေါ်ဒေသရောက်တော့ဟိုကလေးလို့ဆိုလိုက်အောင်ဟိုကွာအဆိုးတော့ဗါတဲ့ဘူနီရဲ့ ဟောဘိုးပြူ တချန်နာနီတော့သူကလည်းအယောင်နေပြောင်းလာတာအဆိုးတော့ဘုံပြည့်ရဲ့တချင်းလေး အေး ဗါတဲ့ကွာဟိုတချင်းလေးကွာ ဘယ်သချင်းလဲကွာ ပင်စိမ့်တီဘိုးထိုးငါယူမာကမိရဲ့ကျိုးမိရဲ့ကျိုး ဖဲပြီးရကျုပ်တော့ ဟုတ်ဘူးလား ဟုတ်ဘူးဩ နောက်တစ်ခုငါရှိသေးတယ် ဘယ်သားလေးလဲ ဗါတဲ့ပင်စိမ့်တီပ
ပင်စိမ့်သည်ဗါလေအညာချွေချငါယူမှာကမုတ်ဆိုးမ တနုမ တနုမ အဲ့ဒါလေးဆိုပေးလိုက်အောင် ဩတချင်းလေးနာမည် ဟုတ် ကအဖြူရောင်တန်းစင် ဖြူရောင်တန်းစင် ဒါလေးကြားကြတယ်ဟာလား ဟုတ်တယ်ဗျာ စိုးပေးပါမယ်နော် ဟုတ်ကဲ့ဗျာ โอเค ဟုတ်ကဲ့ဗျာကဲအဲ့တော့ဖြူအောင်တန်းစင်ဒါလေးကွန်ပျူတာဆက်ပေးပါမယ်တောင်းပေါ်ရောက်တွန်းလေးပေါ့ โอเคဗျာ နော်ဟုတ်ကဲ့ ပရိသတ်ကြီးအစားပြေလား စားပြီးမို့ပေါ့အဝါစားအစင်ပြေလားဂိုင်းကွန်ပျူတာဆက်မဲ့ချင်းလေးကအဖြူအောင်တန်းစင်ဟိုး yeah ဟေးတခေါ်တယ်လို့ပါဟေးဒီမှာဟာရီဂိမ်းနေတယ် okay တီရှူတော်ရန်ကောင်းတဲ့ကြီးတွေနဲ့ဝိုင်းလို့ကစီချတဲ့မိုးမြေမြေမှာ လာပြီ ဒီမြကရည်တွေစောအောင်ဆိုင်လို့နေတယ် ဒီဘက်လားဒီဘက်လား မိုးမြကပေါ်ဝေးရမှာတိုင်းလို့နေတယ်ကျူစင်စိတ်ထားတဲ့သဘောလို့ လာပြီဟမ် တွေ့ချင်းတို့ပြီးတို့ရတဲ့လူထားနေဝဲတဲ့စကားတစ်မျိုးလေးချစ်ကြလေကြည်တဲ့မြေအိုးစီကြီးတီလို့ပြောနေဒီစစ်စစ်တိုင်းတွေလို့ပြောပြီးတို့များရိုးရပွဲရိုးရပွဲကိုထိန်လို့ပြောပြီးကောင်းရင်တိတ်နေပွဲအတို့တလေးကိုတွေးရအောင်လန့်ခဲ့ပါဖိတ်လို့ပြောစရာကောင်းလို့လို့တော့ Hey 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 ဒီစိတ်ဒီပို့တော့တောင်ကြီးဒီမရအောင်ပို့ရအောင်ပို့ဟေးရအောင်ပို့ ပင်စိမ့်သည်နေစားတော့မိမလက်ဆောင်ပေးရအောင်ပေးရအောင်ဟေးပေးရအောင်ဒီလေရေအမြုပ်ချအာယူမာကတတူပါဟေးတတူပါဒီလေရေချွတ်ချွတ်လေးအာယူမာကအပြိုလေးဟေးအပြိုလေးဒီဘာမရမလို့တောင်ကြီးဒီမရအောင်ယူ I love you ကေကာတို့ပါဖို့ကြောက်ပြူအောင်တို့ပါဖို့ဟေးတို့ပါဖို့ကြီးလာတော့သူများဖို့နံပေးတဲ့ကြီးလာထားတဲ့သူများဖို့ဟေးသူများဖို့တောင်ကြီးဒီမဟန်ရင်တော့ယောက်ျားရမှာဝတ်တုတ်တုတ်မိုးလာတော့အတမင်းစားပြီးတစ်မျိုးလို့အိယာဝင်တဲ့တစ်မျိုးလို့စေးလိုက်တို့ပင်စိမ့်သည်ညာချွေချတောင်ကြီးဒီမငါနေရဟေးငါနေရ Hey! ယူသားမှုနဲ့ယူစင်တဲ့မတော်တွေကတို့တလေးမှမြင်ရှင်သာဦးထိတ်ထားတယ်ဘုံမြကင်းတဲ့တို့ဘာစီပါငိမ့်ချမ်းရဲ့ပဲစမ်းကြောင်းများကကြည်လင်စွာစီစဉ်လို့နေတယ်တောင်ရစိုက်ချင်းနဲ့တကူဝေးတယ်တွေ့ချင်းတို့ရဲ့လူထားနေတိုင်းကွက်ကဟာတို့ရဲ့ရိုးရာမွေမိုးတွေစောင့်မပြောင်းခဲ့ပြီတို့စင်ဆက်ပြတ်ခဲ့ပါမယ်မိုးစီဘုံဘောလုံးဝိုင်းနေတာဒီမိုးလုံးတီးလာကြစိတ်တရာဝေစီတိုးလို့သာဒီပြားသွားချောင်းတယ်မလားအတို့တူနေလိုက်ခဲ့လေလမ်းခဲ့ပါတွေ့ရအောင်ပြောစရာကောင်းလို့လို့တော့ Hey 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 ပင်စိမ့်ဒီပို့တော့တောင်ကြီးဒီမရအောင်ပို့ရအောင်ပို့ဟေးရအောင်ပို့ပင်စိမ့်ဒီနေစားတော့မိမလက်ဆောင်ပေးရအောင်ဟေးပေးလာအပီလေရေအမြုပ်ချအာယူမာကတတူပါဟေးတတူပါပီလေရေချွတ်ချွတ်လေးအာယူမာကအပြိုလေးဟေးအပြိုလေးဒီဘာပြမလို့အင်းဝိုင်းသူလေးရအောင်ယူ I love you ကေကာတို့ပါဖို့ကြောကောင်းပြူအောင်တို့ပါဖို့ဟေးတို့ပါဖို့ကြီးလာတော့သူများဖို့နံပေးတဲ့ကြီးလာထားတဲ့သူများဖို့ဟေးသူများဖို့တောင်ကြီးဒီမဟန်ရင်လို့ယောက်ျားရမှာဝါတုတ်တုတ်မုံလာတော့မင်းစားပြီးတစ်မျိုးလို့အိယာဝင်တဲ့တစ်မျိုးလို့စေးလိုက်တို့ပင်စိမ့်သည်ညာချွေချတောင်ကြီးဒီမငါနေရဟေးငါနေရ ဒါရှင်းကျုပ်ညီမလေးနှစ်ယောက်ကနှစ်ယောက်ပေါင်းမှတစ်ခွက်ကသွားတာ ဘလို့ကွက် တယောက်ကရှောင်းနဲ့ကတယ်တယောက်ကလက်နဲ့ကတယ်တယောက်ကဒါလေး အဲ့ဒါငကိုတစိမ့်ဆိုအဲ့ဒါ နောက်တယောက်ကကျတော့ဒါလေး
ဟိုမှာကိုကြီးကဘာရင်ရဲ့တခြင်းတစ်ပုတ်တောင်းထားသေးတယ်နော်ဟဲ့သူပြောမှာငါကြိုသိနေတာဟုတ်ကဲ့ကိုကြီးညီလေးဘာရင်နဲ့သူကသုံးမဲတွေအကြောင်းနဲ့သုံးမဲတွေအကြောင်းကငါညီမရရင်ဘာရင်နဲ့ကပတ်သက်တဲ့တခြင်းဆိုပေးလိုက်အကိုကြီးတို့ ။ဟွာလေးဆိုပြလိုက်လေ။ပြိုပြိုအန်တီ ဟောပြိုပြိုမေးရေးကိုကြီးပြောကိုစိုးနိုင်မဆန်းအေးဟောဒါစူးချတာပါဟုတ်ကဲ့ပါကိုကြီးကျေးဇူးတင်ပါတယ်ဗျဟုတ်ဘာရင်ရဲ့တခြင်းဟုတ်ဟုတ်ပြီယာအဲ ။ဘာတင် သူနဲ့တိတ်စကားမပြောရဲဘူး ။ဘာဖြစ်လို့ ကိုပါနဲ့ဝဲလာလို့ဆိုပေးမယ်နော်လာမယ်နော်ဘာတင်ရဲ့တချင်းနော် ။မြန်ရှမ်းလဲဝဲတာပဲ အဲ ။ကရင်လဲဝဲတာ ဝဲတာပဲ မွန်လဲဝဲတာ ဝဲတာပဲ ဝဲတကဝဲတယ်မှာတို့ဗမာဝဲကကုတ်ကောင်သုံး ရတာ ဟာရနာတွေဟာ ဟုတ်ရစကားဝဲတာပြောတာပါ ဟုတ်တယ် အဲ့တော့တချင်းလေးကကောင်းတယ်သမင်းစားပြီးတစ်မျိုးလူအိယာဝင်လဲတစ်မျိုးလူဤချောဘူ ။ဘာမှကိုမဆိုင်ဘူး ငါလို့ချင်တာငါပြော ။ကိုကမြဒါကြီးဖြစ်နေတယ် ကဲတော့ညီလေးဘာတင်ရဲ့ချင်းလေးဒီပုတ်လို့ဆိုပေးလိုက်ပါ ဘာတွေနဲ့ပတ်သက်တာလေးကျွန်တော်ဆိုပြလိုက်မယ်နော် ဟုတ်ကဲ့ဗျာ ကိုမဲဆိုတဲ့တချင်းလေးကကျွန်တော်တို့မရလို့မို့လို့ ဟုတ်ကဲ့ဗျာ အစားထိုးလေးပေါ့နော် ဟုတ် ဒီတကဘာတွေနဲ့ပတ်သက်တာလေးနောင်တ ဟုတ် တနည်းအားဖြင့်ပြိုပြိုမေး မှန်ပါ ဒါလေးဆိုပြမယ်နော် ဟုတ်ပြီဒီကြွလေးပေါ့ ။โอเคဟိုတချင်းလေးလည်းကောင်းတယ်ဗါတယ် ဘာတဲ့ မင်းစီတန်လန်ကြီးကိုပြန်ခဲ့ပါမယ်မင်းစီ မက်ဆီငါလည်းဘာလဲတော့ တန်လန်ကြီးကိုတန်လန်ကြီးပြန်ခဲ့ စလိုက်ရအောင် ပြန်ခဲ့မယ် โอเคဗါတယ် ဘာတင်ရဲ့နောင်တာစမေ ဝါလုံးကိုဖနှောင်းနဲ့ပေါ့ရေးရေးရ အာ တို့ပြုမေးရေး နိုင်လို့မရှာလေတွေ့တွေ့နေတယ်လမ်းလို့မခေါ်လေရောက်ရောက်လို့လာတယ်တန်တာကမှအခုတော့ဘယ်မှာမတွေ့ရတော့ပါပြိုပြိုမေးရေး ဟေး မြင်းမြင့်ခိုင်လေကြောက်ရွံ့တွေတော့တွန်းတိုက်ပါများအနေနဲ့လို့လာတယ်အသိနှလုံးဆိုတာကြောက်ရွံ့ဟုတ်မှန်အသေးရတဲ့ကမူရမိုးတွေမဆဲသွားပြီမာယာမိုးတွေမဆဲသွားပြီသွေးသွေးစီးကနေ စမ်းကြောင်းတဲ့နှလုံးသားငယ်လေးမျောလွင်သွားပြီလူမျိုးမေးရေးဟာ ကျွန်တော်ကိုကြီးတို့ဖြစ်ပါလေ โอเค လူမျိုးမေးရေးကိုနာမမီရှိတဲ့ချိန်ကကိုထွက်ပါမမဟုတ်ခဲ့ရတယ်လို့နေမတွေ့ရတာချာမအချင်းလေးတွေတော့ရင်းပြခဲ့ပြီလူမျိုးမေးရေးရင်းပြခိုင်တဲ့ကြောက်ရွံ့တွေတော့တွန်းတိုက်ပါများနေနေလို့လာတယ်အသေးနှလုံးဆိုတာကြောက်ရွံ့ဟုတ်မှန်တီးရတဲ့ကဘူရမိုးတွေမဆဲသွားပြီမာယာမိုးတွေမဆဲသွားပြီသွေးသွေးစီးကနေစားကြောင်းတဲ့နှလုံးသားငယ်လေးမျောလွင်သွားပြီလူမျိုးမေးရေးဟေး မစ္စတာဘီမစ္စတာဘီ ဟာလူမျိုးမေးရေးလိုက်တော့မရှာလဲတွေ့တွေ့နေတယ်လာလို့မခေါ်လဲရောက်ရောက်လို့လာတယ်တန်တာကမှအခုတော့ဘယ်မှာမတွေ့ရတော့ပါပြိုပြိုမေးရေးမြဲမြဲခိုင်တဲ့ကြောက်ရွံ့တွေတော့တွန်းတိုက်ပါများနေနေလို့လာတယ်အသေးနှလုံးဆိုတာကြောက်ရွံ့ဟုတ်မှန်တီးရတဲ့ကမူရမိုးတွေရင်မဆဲသွားပြီမာယာမိုးတွေရင်မဆဲသွားပြီသွေးသွေးစီးကနေစမ်းကြောင်းတဲ့နှလုံးသားငယ်လေးမျောလွင်သွားပြီညို့ညို့မေးရေးမူရမိုးတွေရင်မဆဲသွားပြီမာယာမိုးတွေရင်မဆဲသွားပြီသွေးသွေးစီးကနေစမ်းကြောင်းတဲ့နှလုံးသားငယ်လေးမျောလွင်သွားပြီ ပြိုပြိုမေးရေး လက်ခုံတန်းလေးချမယ်โอเคညီလေးအဲ့တော့ဒါကတော့မြူးတာလေးတွေအဲ့တော့ဟိုပတ်သက်တာလေးဆိုလိုက်အောင်နဲ့ခုနကဗါတယ်လာပြောသွားတာအဖေနဲ့ပတ်သက်တာလေးဆိုပေးပါတဲ့အဲ့ဒါလေးတောင်းသွားပါတယ်ဟုတ်ကဲ့ဗျနောက်ပြီးတော့အဖေနဲ့မေနဲ့နှစ်ယောက်ပေါင်းပြီးတော့ပတ်သက်တာလေးကိုဆိုပေးပါတဲ့ အဖေနဲ့မေနဲ့နှစ်ယောက်ပေါင်းရင်တော့အဲ့ဒါသူစိတ်မပြေဘူးထင်တယ် အဲ့မွေးလာတဲ့ကလေးနဲ့ပဲဆိုင်တော့တာလေအဲ့ဒါညီလောစင်ဟမ်ဆိုနေရတယ်လောတာ ခုတွေကြီးဖြစ်နေ ဟုတ် ။ကတချင်းအေးအေးလေးတစ်ပုတ်လောက်ကျွန်တော်ဆိုပြမယ်နော် ဟုတ်ပြီ ရှေ့ကကျွန်တော်ကာလာသားတွေအတွက်ကျွန်တော်ကိုကိုတွေအတွက် ဟုတ်ကဲ့ဗျ တချင်းလေးနာမည်ကတော့ကိုသားကန်းတီဆိုထားတဲ့အ
အသေးဘူးလေးပေးသနာပါတဲ့ဟလားဒါလေးကျွန်တော်ဆိုပြပါမယ်နော် ဟုတ်ပြီဗျာ တို့ကတော့သေးဖို့တော့ပေးကြမရှိတော့ဘူး ဘာလဲတော့ သူကကျွမ်းနေပြီ အမလီဒီအတွက်မပူပါနဲ့ဒီအတွက်မပူပါနဲ့ ဘာဖြစ်လဲသူ အသိအောင်တော့တဲ့လီဖိုလီဖိုအသိအားစီးကိုတောက်လိုက်ပါ သူကရေးတဲ့ကြောညာဝင်နေ ကဲဇုံမဲရှင်းလေးကအသေးဘူးလေးပေးသနာပါတဲ့နားတော့တာပန်းစင်မ မခိုင်သေးဘူးမောင်လေးပိုင်ထားခဲ့တယ်မိုင်းကြီးတို့ကငိုကိုကြွေးရတယ်သစိမ့်ပြင်းပြင်းမိန်းကလေးရဲ့စိတ်ပြေခဲ့တယ်ကိုရွှေလာတသက်တိုင်းတဲ့ရှုပ်ပြေရှာချက်တတ်ဖွေးနိုင်ခဲ့တယ်မကွယ်နာကြည့်လို့လားကဘာကြီးကိုပြေးသွားအောင်ကွယ်ကံပေးသမျှတန်ရှင်စီကကားသာပါမယ်အမြတ်မပြေရင်တသေးတဲ့တဲ့လေးကိုအမိုက်ခံ၍ပေးသူပါကွယ်ခဲလေးသမျှအသေးသာကြွရပါတယ်ကွယ်တန်တရားဆိုတာနမောတော်ရှိကောင်းရှိမယ်မြေတားစစ်ပွဲတွဲလေးများတွဲအသေးဘူးတော့မရှိရင်မဖြစ်တော့တန်တရားဆိုတာနမောတော်ရှိကောင်းရှိမယ်မြေတားစစ်ပွဲတွဲလေးများတွဲအသေးဘူးတော့မရှိရင်မဖြစ်တော့အညိုချီမလျက်ကွယ်အမျိုးသမီးများအတွက်ရင်တကူကြီးများရှိမှလက်စုံကိုကစူတောင်းလိုပါတယ်အချစ်ကညမမညီများလို့ဒီဘဝတော့မပေါင်းရပါမယ်နောက်ဆယ်ဘဝစူတောင်းလေးဒီဖို့ချင်တယ်အများနဲ့မတူပဲအချစ်ချုံခဲ့တဲ့တပီတော်ကိုကွယ်တနာတော်မူခဲ့ရင်အမြင်တို့ဒီအောင်အသေးကိုလေးပေးတနာစီခြင်းနဲ့ အဲ့ဒါပဲဝတ်သားစားတာတယောက်ရှိပါလားတရား မခိုင်သေးဘူးမောင်လေးပိုင်ထားခဲ့တယ်မိုင်းကြီးတို့ကငိုကြွေးရတယ်သစိမ့်ပြင်းမိန်းကလေးရဲ့စိတ်ပြေခဲ့တယ်ကိုရွှေလာတသေးတိုင်းတဲ့ရှုပ်ပြေချချက်ထပ်ဖွေးနိုင်တဲ့သူပါကွယ်နာကြည့်လို့လားကဘာကြီးကိုပေးသွားအောင်ကွယ်ကံပေးသမျှတန်ရှင်စီကကားသာပါမယ်အမြတ်မပြေရင်တသေးတဲ့တဲ့လေးကိုအမိုက်ခံ ဘယ်ယူလာတော့ဟောရ ၍ခဲလေးသမျှအသေးသာကြွရပါတယ်ကွယ် ကိုရင်လေးသင်္ကန်းနေယူ တန်တရားဆိုတာနောက်ဘဝတော့ရှိကောင်းရှိမယ်မြေတားစစ်
တွေနဲ့ဆုချလို့ရပါတယ် ကဲလက်ခုပ်တန်လေးကြားမယ်ဗျာ ။အော်ကြပေါက်စီလေးရပါတယ်ပဲပေါက်စီလေးရပါတယ် โอเคဒါတော့ကိုပြောကြီး ။ကောင်းကြီး ဟိုတာကန်တီဆိုတာနေခဏလေးငါကြီး အေး နေပါတဲ့မဲလိုက်ကဟုတ်ပြီကပေးမယ်နော်အမလေးသူတို့လည်းကွာလှုပ်ထားတာ ဟာသူတို့စာသူနဲ့ အားတဲ့တော့ ဟောမင်းကလေးတွေအလားမင်းကလေးတွေအလားအဲ့ရထား မင်းကလေးအလားအိယာထား ယောက်ျားလေးတွေလား အားတဲ့တော့ မူးနေမှာတို့လည်းလာခြင်းနဲ့တို့လည်းလာခြင်းနဲ့ ဆိုင်နေမပိတ်သေးဘူးဟာဂိုင်းအဲ့တော့ယောက်ျားနဲ့ရဲဆိုတော့ပေါက်ပြားနဲ့မြက်ပဲ ဟောမိုက်လိုက်လား ခွဲလို့မရအောင် အေးဘို့ ခုနပြောတယ်ကန်ကောင်းနဲ့ရေးမင်းထားလို့တက်လာဟိုခုနကျွန်တော်ကိုရဲဆူးချရင်နဲ့ အေးဘို့ ကိုကြီးလို့နေအောင်လို့ကျွန်တော်မလုပ်သေးဘူးလို့ အေး ဆိုင်သိရင်နဲ့မင်းကငါလာပို့မယ်တဲ့ ငါလာပို့ အခုယူသွားွားတယ်ရောဘီယာ10ဘူးတဲ့ ဟောမိုက်လိုက်တာ မယူခဲ့ဘူး ဘာလို့မယူရတော့ အခွန်နေမို့လို့လေ နောက်တော့ကယူခဲ့တပူးကိုတရားရတယ် ဖက်နဲ့လေးနဲ့ချေးချေပြီးတော့ ဟုတ်ပြန်မယ်ရက်တော့တာစာသူနဲ့ အဲ တစ်ခွက်တော့တော့နိဗ္ဗာန်ရောက် တစ်ခွက်တော့နေဗန်ရောက် စာသူနဲ့ ဟာဟုတ်လား တစ်ခွက်တော့တော့နိဗ္ဗာန်ရောက် နှစ် နှစ် ခွ ခွ က် က်တော့တော့ချစ်သူရောက် သုံးခွက်တော့တော့ လေးဘက်ထောင် ဘူးအပတ်ဆိုမှာဘူးတဲ့အဲ့ဒီလေး တောင်းတော်တာပါတဲ့မဲလိုက်က မဲလိုက်က ဒါလေးအစားထိုးလေးဆိုပေးမယ်နော် ဟုတ်ပြီ ဖုတ်လိုက်လို့ခေါ် ဩ အေး အဲဆိုင် ဖု ဆိုင် န်း ခို လိုက် င်း ဖုန်းလိုက်ရလားပေါ့ပြီဆိုင်ဖုန်းမယ်ကွာ သူတို့ကတော့ပြောမနေနဲ့ဆိုလိုက် အဲ နော်သူတို့ကဒီမှာသချင်းတန်နဲ့လည်းကတာ ကမှာပဲ နော်သူတို့ကဒီမှာကက်ဆက်ဖွင့်လည်းကတာပဲ ကမှာပဲ တို့အင်းဝိုင်းကလူပြိုတွေကဘာနဲ့ဘာကတယ်မှန် ဘာနဲ့ကတယ် ထော်လာကြီးတန်နဲ့လည်းကတာပဲ ဟုတ်လားမရဘူးသူကဗီဇာပါနေပြီဂိုင်းဒီဆိုမချင်းလေးကဖုန်းလိုက်လို့ပြောပါတော့မဲလိုက်ကအစာတီဆိုပေးတာပါဂိုင်းကျွန်တော်ကိုရီတို့ညီတော်တွေအတွက် โอเค ဘီဂိုင်းနာတော့ပတ်စင်ပါနားထောင်မတကယ်ချင်းနားထောင်ပါဟေး ဆိုတိကကကကကကယေယေ ကမောင်းနဲ့တိုင်းလို့လုံးစားပြီ လိုက်ဟေးလိုက်ဟေး ရှုံးရဖေးရတော့အပေါင်းတင်းနေစောင်းနေလို့ခုချက်ချင်းလာခဲ့မယ်လို့ညာပြီးအာရှိလို့ရဲ့ချုံရုပ်တော့ကရှုံးသွားကန်နဲ့လက်လက်ပြီးပြေးနေဆုံးလာပြင်းပြေတော့မင်းကရှိကင်းတယ်လို့ရှက်ဟဲ့ဒီ fucking mommy ကိုတော့ have for like it
တက်ဒီဆိုပေးရတာပါနော်အေးအဲ့တော့ကိုပြောကြီး ကိုကကောင်း အော်နောက်ကချင်းလေးတစ်ပုတ်တောင်းသွားတာငွေဆိုတာဒုတိယဘုရားသခင်တဲ့ ဟုတ်ကဲ့ဗျာ အဲ့ဒါလေးတောင်းသွားတယ်အဲ့ဒီအစားတိုးလေးဆိုပေးမယ်နော်ညီတော်တော်တို့အဲ့တော့ဘာချင်းလဲလို့မေးရင်မြင်းနီလန်းလို့ပြရပါတယ်ဘူပြည့်ချင်းလေးပါ ဟုတ်ကဲ့ပါဗျာ ဟုတ်ကဲ့ဗျအဲ့တော့ဒါလေးကွန်ပျူတာဆက်ပေးပါမယ်အဲ့ဒါလေးပြီးမှညီလေးအဖေနဲ့ပတ်သက်တာလေးဆိုပေးလိုက်ပါနော်ဟိုင်းကွန်ပျူတာဆက်ပေးမယ်ချင်းလေးကမြင်းနီလန်းကွန်ပျူတာဆက်ပေးပါမယ်နာတော့တာပန်းစင်ပေးပါခင်ဗျာဆိုတော့ဘူပြူရဲ့မြင်းနီလန်း အခြေတူလမ်းမယ် မြင်းနီလန်းအဲ အောင်ပါလက်ကုတ်တီးရတယ်အဲ့ဒါလက်ကုတ်တီးတာအဲ့ဒါဖေးပြန်ပြောတဲ့လူလေးနင်းငါမြဖေးနဲ့ကိုမင်းငါတပုံတွဲမရိုက်နဲ့ တားရှိတာဗောနော်။ကဲအဲ့တော့ဆိုမဲ့ချင်းလေးကအဖေပါပဲတဲ့။ဒါလေးပြီးသွားရင်ကျွန်တော်တပုတ်ဆိုပေးပါမယ်။ကျွန်တော်ဆိုမဲ့ချင်းလေးကတော့ပထွေးပါပဲ မင်းကဖေးတို့ပေါ်လာပြီတော့ ။ဟုတ်ကဲအဖေပါပဲစမယ်။ ရှင်နိုင်လွယ်မဖွာရပြီမင်းအဖေတို့ဝဒနာစရာပါလေအချိန်တန်အော်လူလာမြောက်နေဘူးစခါကျူသာငယ်ရတနာစရာပါလေအမေတီးရီဖွဲ့ဆိုတိုင်းမှာအဖေများတို့အာနာပြီးပြီသာသမီပေါ်ထားတဲ့နေတာအတူတူပါပဲလေအဖေမရှိလေမနောင်နာမရနဲ့ပြောပြစီလေသာတို့မိသားစုတို့အဖေပါပဲလေ အဲ့ကလေးမျက်နှာကြည့်ရတာငါမျက်နှာကြည့်နေတူတာ ရှင်နိုင်လွယ်မဖွာရပြီမင်းအဖေတို့ဝဒနာပြပါလေချိန်တန်အော်လူလာမြောက်နေဘူးစခါကျူသာငယ်ရတနာစရာပါလေအမေတီးရီဖွဲ့ဆိုတိုင်းမှာအဖေများတို့အာနာပြီးပြီသာသမီပေါ်ထားတဲ့နေတာအတူတူပါပဲလေအဖေမရှိလေမနောင်နာမရနဲ့ပြောပြစီလေသမီးတို့မိသားစုတို့အဖေပါပဲလေ အချိန်တန်အရွယ်ရောက်အောင်အဖေရှာကျွေးခဲ့ပြီကျွေးမတိတ်တဲ့ပြီပြီဒီမတော်လေတာလီရဲ့တာဒီယာရေးစင် မငါးကောင်လားနေရောက် သမီးလေးရဲ့နာ ကျန်တဲ့နေပြီတာလို့တွေမဟာဒီပါလေလောကလူသားတိုင်းတွေအဖေပါပဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ လောကမှာဝေးကျေးဇူးရှိတယ်လို့ကျွေးကျေးဇူးဆိုတာလည်းရှိကြပါမိဘကျေးဇူးကိုအမေတွေကပို့တယ်လို့ထင်နေ ဟုတ်ကဲ့ သားသမီးတွေအတွက်ကျွန်တော်ညီလေးသားမျိုးဆူသွားတဲ့ချင်းလေးကအဖေပါပဲ မှန်တယ်ဗျာ အရက်တေစာတောင်းစားနေလို့စိတ်မဆိုးပါနဲ့အဖေပါပဲ ဖေးပါပဲခင်ဗျ ခုယူနေလို့ရှိုင်းတဲ့နေလဲစိတ်မဆိုးနဲ့အဖေပါပဲ ဖေးပါပဲဗျာ ဒီသချင်းလေးနဲ့ပုံပြပါတယ် ဟုတ်ကဲ့ ရှင်နိုင်လွယ်မဖွာရပြီမင်းအဖေတို့ဝဒနာစရာပါလေအချိန်တန်အော်လူလာမြောက်နေဘူးစခါကျူသာငယ်ရတနာစရာပါလေအမေတီးရီဖွဲ့ဆို
မရှိလေမနောင်တာမရနဲ့ပြောပြစီလေသားတို့မိသားစုတို့အဖေယာအဖေပါပဲချိန်တန်အရွယ်ရောက်အောင်အဖေရှာချွေနေပြီချွေမတိတ်တဲ့ဖေဖေဒီမမောလည်းတာလီနဲ့နာဒီယာရေးစင်သမီးလေးမျက်နှာစိမ့်ဆိုင်ချာတာနဲ့ဖေးရဲ့တွေတာတို့တွင်ဘာတိုင်းကြီးပါလေလောကလူသားတိုင်းတို့အဖေဟာအဖေပါပဲမနာဆွေတော်ငွေ1000နဲ့ ဟုတ် မိဘကျေစုမြင့်မှုဦးတဲ့ဒါလေးတောင်းသွားတာ ဟုတ်ကဲ့ ရှီတုံးပေးရှင်တုံးကျွေးပေါ့နော် မှန်ပါ အဲ့ဒါလေးတောင်းသွားပါတယ် ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ဗျာကျွန်တော်ဆိုပေးပါမယ်ခင်ဗျာ ဟုတ်ကဲ့ နော် ဟုတ် ဟုတ်ကဲ့ဗျာမိဘကျေစုမြင့်မှုဆိုရရှိတာအလုံးဒီပါဘုရားနဲ့နိုင်တဲ့ခိုင်းနေပြတာအဖေနဲ့မိဘနေတော့တော့မိစားချီလာတော့မမေ့ပါကွာ Yes Amina ya အသက်နေရင်နဲ့ဒီအမေဘဝနေရင်နဲ့ဒီအဖေဒီကိုမောင်နှမနဲ့တကယ်ချင်းတွေမိဘနာပါပြစ်ထားမှာလားလေ လာပြီ ကျေးဇူးပါကျေးဇူးပါမိဘကျေးဇူးမြတ်မှုဆိုရရှိတာလို့ဒီပါဘုရားနေနိုင်တဲ့ခိုင်းနေပြတာအဖေနဲ့မိဘငယ်တော့တော့မိစားရှိလာတော့မမေ့ပါလား ကြီးလာတော့မမေ့ပါကွာ Yes Amina ya အသက်နေရင်နဲ့ဒီအမေဘဝနေရှင်နဲ့ဒီအဖေညီကိုမောင်နှမနဲ့တကယ်ချင်းတွေမိဘနှစ်ပါးပြစ်ထားမှာလားလေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှိလုံးလေးပေးကြပါရှိလုံးလေးကြည့်ကြရဒီကမောင်ပြမနေနဲ့အဖေမေတွေသိခါကြတယ် မေတွေသိခါကြရဲ့ ရှိလုံးလေးပေးကြပါရှိလုံးလေးကြည့်ကြရဒီကမောင်ပြမနေနဲ့အဖေမေတွေသိခါကြတယ် မေတွေသိခါကြရဲ့ အဝေးပြေမိဘအိမ်လေးရှောင်းအောင်သွားပါ မိဘအိမ်လေးရောက်အောင်သွားပါ အဝေးစားလေးတွေလျှော့ဖို့ပါဗျာတခါတလေလက်ဆုံးစားပါအိုမင်းမဆမ်းမိပါတွေအတွက်မရှိပါဘူးမင်းအစားရှင်တို့မေးလို့ရှိလုံးကြွေးပါမိဘကြီးစုမြင့်မှုဆက်ဖို့အောင်လေးဆက်ကြပါတော့ဗျာ က
Yes, I tell me, one is you go money, the nation. Viva Napa, Itamana. ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ ဒါကတော့မိဘမြေတာနဲ့ပတ်သက်တဲ့တခြင်းလေးတွေဟာ ဟုတ်ကဲ့ သမီးအော်ဟုတ်ပါဟုတ်ကဲ့ပါကိုကြီးဟုတ်ကဲ့ ဟုတ်ကဲ့ကဲတခြင်းမူလေးကဲထွန်လေးနဲ့ပဲသွားတယ်နော်မန္တလေးတကြံခေါ်သွား ဟုတ်ပါ